သာသနာတော်တက္ကရာ2550 ခုလူရောဟာကောဇာတက္ကရာ1369ဘိုးတွဲလဇန်ရှိရနေ့နေ့2 နာရီနဲ့မိနစ်20အချိန်မန္တလေးမြို့တောင်စလင်းတိုက်တဲ့ဘာဝနာဌာနမဟာမြေဓမ္မဗိမာန်ကြီးပေါ်၌တောင်စလင်းတဲ့နယ်ယောဂီသူတော်စင်များ၏စုပေါင်းစုဆောင်၍လူရန်ပူဇော်အပ်သောဓမ္မဌာနအမတဌာနဖြစ်ဖြင့်ဟောကြားအပ်သောခေါရကနိကေဓမ္မပဒထာဂထာသဟတဝတ်၌ရာရှိသောသဗ္ဗဒါနဝိထုကိုသံသာဆင်၍ဟောကြားအပ်သောဝရိယရှိမှနိဗ္ဗာန်ယတရားတော်တရားရဲ့နာမည်ဟာဝရိယရှိမှနိဗ္ဗာန်ယတရားတော်ဒီတရားကိုဟောကြားရပြီမနာကြားရပြီဓမ္မသာမိဓမ္မတိပရိဖြစ်တော်မူတဲ့သုံးလောကထွက်ထားတဲ့ညမြတ်စွာဘုရားကိုရိုးရိုးသေးသေးရှိဖို့ပူဇော်ကြရကြအောင်အလုံးစုံဓမ္မယောဂီသူတော်စင်ပြိတ္တပေါင်းတို့ကမြတ်စွာဘုရားရဲ့ဂုဏ်ကိုအာယုပြုပြီးတော့ကြည်ညိုနေကြပါဗုဒ္ဓောသောဘဂဝါဘောဓာယတံတိတိတံဘဂဝန္တံအဟံဝန္တာမိတပ္ပရာဣတိနတစ္ဆဝဇေနဒုခိတာဟန္တုသာရောသောဘဂဝါကျွန်ုပ်တို့အမြတ်၏အာထာကိုဝေယအစစ်ဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဗုဒ္ဓသစ္စာ၄ပါးအမှန်တရားကိုပိုင်းခြားထင်တယ်ကိုယ်တော်တိုင်သိမြင်တော်မူပြီးဖြစ်၍ဘောရာယတတ္တဝါများကျွန်ုပ်တို့အားလည်းအလားတူသိမြင်ပါစေခြင်းကျိုးမှာဓမ္မသစ္စာလေးရန်တရားမှန်ကိုဒေသေတိကရုဏာရှိထပညာအဖြင့်ဟောကြားတော်မူခဲ့ပါ၏တံဘဂဝန္တံထိုမြတ်စွာဘုရားကိုအဟံတပိတော်သည်သဗ္ဗရာနေယောညမခခသိဝန္တာမိယုတိမြတ်နုမညွတ်ကြွ၍ရှိခိုးကြောပါ၏မြတ်စွာဘုရားဧတေနသစ္စာဝဇေနဤတုနုတံဖောထုတ်ပြန်၍ဟုံမံနောဝစီသစ္စာကားကိုပြောဆိုရသောကြောင့်သာရောတရားချစ်ခင်စိတ်ကောင်းဝင်ကြပါသောသင်္သူရဇင်ပြိတ္တပေါင်းတို့သည်ဒုက္ခိတာဘေးရန်ကင်းကွာကိုစိတ်နှပြချမ်းသာခြင်းရှိကြပါစေ။မှန်တို့ဖြစ်ကြပါစေကုန်တည်း။နိဗ္ဗာန်စာဘေးရန်ခတ်သိမ်းမှလည်းကင်းကြပါစေ။မှန်တို့ဖြစ်ကြပါစေကုန်တည်း။နိဒုက္ခစာဆင်းရဲခတ်သိမ်းမှလည်းကင်းကြပါစေ။မှန်တို့ဖြစ်ကြပါစေကုန်တည်း။အတောကစာမညိုမမိတ်တကိုရှင်၍စိုးရိမ်မနှောင်းကြောက်ကြဘူးဆွေးမှုကြွေးရမှလည်းကင်းဝေးကြပါသည်ဟွန်တို့ဖြစ်ကြပါစေကုန်တည်းဟွန်တို့ယခုဆိုအပ်သောသစ္စာစကားနှင့်ကိုလွတ်အပ်တဲ့မေတ္တာတဲ့ရှင်ဝါကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်တည်းသောလောကထထသဗ္ဗညုမြတ်စွာဘုရားကိုရေသေးသေးရှိခိုးသောရောဤသစ္စာပြုပြီးတဲ့နောက်30ဘုံနန္ဒစัจ java အနန္တတတ္တဝါတွေဘေးရန်ကင်းကြစေဖို့ကိုယ်စိတ်နှပါကျမ်းမှချမ်းသာကြစေဖို့မေတ္တာတတ်တွေကိုလွှတ်ကြရအောင်မေတ္တာပို့ပြီးရင်မေတ္တာပို့စာပိုင်လေးတွေမေတ္တာပို့ပြီး3ခေါက်ချပြီး3ခေါက်ညီညီညာညာပြန်ပြီးဆိုရမယ်ကိုယ်စီကိုယ်ငါကိုထေတာယောကြတတ္တဝါမေကိုယ်စီကိုယ်ငါကိုထေတာယောကြတတ္တဝါမေကိုယ်စီကိုယ်ငါကိုထေတာယောကြတတ္တဝါမေကိုယ်
အိမ်မရမဲ့ကောင်းစွာမဲ့အိပ်ဆက်နိုင်ပါစေအိမ်မရမဲ့ကောင်းစွာမဲ့အိပ်ဆက်နိုင်ပါစေအိမ်မရမဲ့ကောင်းစွာမဲ့အိပ်ဆက်နိုင်ပါစေကောင်းစွာမို့သောအလင်းရောင်ထမြောက်နိုင်ပါစေကောင်းစွာမို့သောအလင်းရောင်ထမြောက်နိုင်ပါစေကောင်းစွာမို့သောအလင်းရောင်ထမြောက်နိုင်ပါစေအကုသိုလ်မျိုးစရိုက်ဆိုပဲချိုးနိုင်ပါစေအကုသိုလ်မျိုးစရိုက်ဆိုပဲချိုးနိုင်ပါစေအကုသိုလ်မျိုးစရိုက်ဆိုပဲချိုးနိုင်ပါစေသုံးဖြာဆယ်လေးပါရမီကိုယ်စီပြည့်နိုင်စေသုံးဖြာဆယ်လေးပါရမီကိုယ်စီပြည့်နိုင်စေသုံးဖြာဆယ်လေးပါရမီကိုယ်စီပြည့်နိုင်စေမဇာတပါသုဒ္ဓယံဒုဒ္ဓံဒုမင်္ဂလာဒုတင်ဒုဒုက္ခရိကာမေဘုရေဒုတဗ္ဗပါရမေမဇာတပါကိုယ်စီကိုငှကိုဒေသ၌ပြောကြဆက်ရတတ္တဝါဟုမြတ်တို့သည်သုဒ္ဓယံဒုအိမ်မယံမေကောင်းစွာမဲ့၍တက်တဲ့ကြီးကအိပ်ဆက်နိုင်ကြပါစေကုန်သတည်းသူမင်္ဂလာကျက်တည်းရှေဝေလန်းတဲ့သံဝိညာဉ်ကိုမြည်ဖြစ်၍ဥဒ္ဒံသူကောင်းစွာမူသောအလင်းရောက်၍ထမြောင်လို့ကြားနိုင်ကြပါစေကုန်သတည်းဒုက္ခရိငါမေပေဒုက္ခရိရောက်မည်အကြောင်းမကောင်းမြတ်ဆိုးဒုရိုက်မျိုးကိုဒုတင်သူတော်လက်နဲ့တရားစစ်ဖြင့်ကြိုပြတ်နိုင်ကြပါစေကုန်သတည်းသဗ္ဗပါရမီလောင်းလျာဖြေကောင်းရသည့်သုံးဖြာဆယ်လေးပါရမီအပေါင်းအကျင့်ကောင်းကိုဘုရင်တို့သစင်းနဲ့သစင်းရင်တည်းရင်အောင်မလင့်ပုံလေးဖြစ်ကျင့်နိုင်ကြပါစေကုန်သတည်းဒါဘုရားပြည့်တဲ့နောက်မှာတရားစပါတရားရဲ့နာမည်ပါလေဝရိယရှိမှနိဗ္ဗာန်ရာဝ
ရိယကိုလေးနဲ့ထားတန်ဖိုးထားပြီးဖော်ပြတဲ့ဒေသနာပဲဖြစ်ပါတယ်ယောဇဝတ္တတံဇိဝေတိဣမံဓမ္မဒေသနာသတ္ထာစေတဝနေဝိဟရန္တောသဗ္ဗထာသထေရအာရဗပတိတိယောဇဝတ္တတံဇိဝေတိယောဇဝတ္တတံဇိဝေတိအစရှိသောဂါထာကိုပြန်သန်းစာဆင်အပ်သောဣမံဓမ္မဒေသနာဣတရားဒေသနာကိုသတ္ထာမြတ်စွာဘုရားသည်ဇေတဝနေဇေရုံရောင်မောင်းရွှေကြောင်းတော်၌ဝေခံသောကိန်းအောင်ဖွင့်လျက်စံပြောတော်မူစဉ်သဗ္ဗဒါနထေရသဗ္ဗဒါနမြည်ရှိတဲ့မထေရကိုအာရဘအကြောင်းပြ၍ကထေသည်ကောင်းစွာမှန်သွေဟောမိန်တော်မူခဲ့ပါ၏တတိမြတ်စွာဘုရားရှင်သာဝတိဇေရုံမြတ်စွာဘုရားရှင်ဇေရုံရောင်မောရွှေကျောင်းတော်ရင်းသုံးစံပြောတော်မူတဲ့အချိန်မြတ်စွာဘုရားရှင်ဇေရုံကျောင်းရင်းသုံးစံပြောတော်မူတဲ့အချိန်မှာသဗ္ဗထာသမထေရကိုအကြောင်းပြုပြီးတော့ဤဒေသနာကိုဟောပါတယ်သဗ္ဗထာသဘာလဲသဗ္ဗမွေကိုခေါ်ပါတယ်ပါဠိလိုသဗ္ဗဗမာလိုမွေခေါ်ဒါသဆိုတာကျွန်းဒါသဆိုတာဘာလဲဘဝတစ်ခုမှာမွေကြီးတစ်ကောင်ဒီသဗ္ဗဒါသရဲ့ကျွန်းဖြစ်ခဲ့မှုတယ်ဒီသဗ္ဗဒါသဟာတော့ဘဝတစ်ခုလုံးမှာသူဟာအရှင်သခင်ဖြစ်ခဲ့အရှင်သခင်ဖြစ်ခဲ့မှုတယ်ဟုတ်လားဒါကြောင့်မို့လို့ဒီသဗ္ဗဒါသဘဝမှာဒီမွေကြီးဟာသူ့ကိုကိုက်ဖို့ရအခွင့်အလမ်းနဲ့ကြုံမိမယ်လို့မွေကြီးမကိုက်ဘူးဘာကြောင့်မကိုက်တယ်လဲဆိုလို့ရှိရင်ဟိုးတိတ်ဘဝတော့မှာသူ့ရဲ့တိတ်ဝေးကွာရှေးကာလစီတုန်းကသူ့ရဲ့အရှင်သခင်ဖြစ်ခဲ့ဘူးလို့ပဲသူ့ရဲ့အရှင်သခင်ဖြစ်ခဲ့ဘူးလို့မကိုက်တာမွေကြီးရမကိုက်ဟုတ်လားဒီသဗ္ဗဒါနအထေကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားရှင်ဟာဤဒေသနာကိုစေတုံရောင်ရွှေကျောင်းတော်မှာဟောကြားပါတယ်ဒါကိုခေါရကနေကဓမ္မပဒထာဂထာသဟတဝက်မှာသဗ္ဗဒါနဝတ္ထုလို့ငါရနာတင်ထားတာပါတယ်ဒီဒေသနာရဲ့လူရင်းအနှစ်ချုပ်ပါဝရိယကိုလေးနဲ့တန်ဖိုးထားပြီးပေါ်ပြတာပါဒီလိုဝရိယကိုလေးနဲ့ထားပြီးတန်ဖိုးထားပြီးတော့ပေါ်ပြတဲ့အခါထောင်လည်းအတူကြွေးကြော်ပြီးတော့ညမှာဟောကြားပေးမှာပို့ပြီးတော့အိဗေရှင်းလင်းသွားမှာဖြစ်ပါတယ်ဝရိယကိုအထူးလေးနဲ့ထားပြီးပေါ်ပြတဲ့အတူကြွေးကြော်ပြီးတော့ပေါ်ပြလိုက်ရတဲ့ပေါ်ပြမယ့်အခါထာတော့ယောသဝတ္တတံဇေဝေကုတိတောဟိနဝရိယောဧကံဇေဝိတံသေယောဝရိယမာရကတောတံတိဘိက္ခဝေသန္တရာဝိလာမြေဩမြောတွေ့ရှုညာဝချသာရတိချတမေရောယောကျင်သူသည်ကုတိတောပြင်းရည်ညီငွေထားသည်ဖြစ်၍ဟိနဝရိယောယောရောလုံးလာဝရိယရှိသည်ဖြစ်၍ဟောတတတံအနှစ်တရာကာလကြာအောင်စေစေဝေယသက်ရှင်ရသေးကမူတတ္တထိုလုံးလာဝရိယကင်း၍ပြင်းရည်ညီငွေတော်တို့၏ဝတ္တတတံနှစ်တရာကာလကြာအောင်ဇေဝိတံသက်ရှင်နေရခြင်းသည် Na Deo Jumbi Chini Babe Papio Yonya Babe Yosa Jindu Digara Uriya Tamaran Chusa Ante Lola Uriya Utara Myamyana Arabado Arabanana Pamya Atvanandu Ekanantani Deye Tanana Kliyanya Sisi Uya Tashya Digamu Dada Tolona Uriya Kiwi Niwiradu Wata Dada Nitya Gala Jam Diwanado Tashi Niyaradu De Deyo Mumyanire Yellow Datana Lucia Chidamura Myashin Guranajiti Osaruna Shishu Hopya Gamami Tati Logam Nitya Dashi Olo Lola Uriya Mishibu Pieneme
ပြင်းရင်ဖင်တွေချိန်ဆွဲနေမယ်စားလိုက်တောက်လိုက်ကာမအာယုန်နေနဲ့မိဝဲလိုက်ဒီလိုနေမယ်ဆိုရင်လောကမှာအနှစ်တရာတက်ရှိဦးလို့ထိုပုဂ္ဂိုလ်ကအချီးနှီးပဲဘာမှအကျိုးမရှိဘူးလူယုံမှာပဲယုံညံ့နေဟုတ်လားလောကမှာပုဂ္ဂိုလ်တို့တယောက်တရက်တမနဲ့ကလေးပဲနေရအောင်လုံးလဝရိယနဲ့ကြိုးကြိုးစားစားလောက်ကင်နေဘဝအကျိုးရှိသုံးချသွားတယ်ဆိုရင်ထိုပုဂ္ဂိုလ်ကအနေတရက်တမနဲ့ကလေးနေရအောင်လုံးလဝရိယမရှိဘဲနဲ့ပြင်းညင်းငွေချိန်ဆွဲနေတဲ့သူတဲ့အနှစ်တရာရှိအောင်အနှစ်တရာအသက်ရှိပြီးလုံးလဝရိယမရှိဘဲပြင်းနေတဲ့လူတဲ့တရက်တမနဲ့ကလေးနေတဲ့တန်ဖိုးရှိနေတဲ့လူကတော့ပိုးပြီးတော့မြတ်တယ်လို့ဆိုလိုတာနော်သဘောပေါက်ရဲ့လားလုံးလဝရိယနဲ့စပ်ပြီးအထူးလေးနဲ့အားပေးထားတဲ့ဒေသနာပါလုံးလဝရိယနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်အတွက်အိန္ဒြေရင့်ကျက်မှုနဲ့ဝရိယပြည့်စုံမှုလုံးလဝရိယနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်အတွက်အိန္ဒြေရင့်ကျက်မှုနဲ့ဝရိယပြည့်စုံမှုဒီနှစ်ခုစုံလိုက်လို့ရှိရင်အိန္ဒြေရင့်ကျက်မှုများကိုဝရိယကကျေစုပြုပေးလိုက်တဲ့ဆိုတာအဲ့ဒီအိန္ဒြေရင့်ကျက်မှုများအဲ့ဒါဘောရိညာတိုင်းနဲ့ပွင့်သွားနိုင်တယ်ဟုတ်လားလုံးလဝရိယနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေအိန္ဒြေရင့်ကျက်မှုနဲ့ဝရိယပြည့်စုံမှုဒီနှစ်ခုစုံလိုက်လို့ရှိရင်အိန္ဒြေရင့်ကျက်မှုများဝရိယအာမြင့်တယ်ပြလိုက်တဲ့ဘောရိညာချက်ချင်းဆက်ရောက်သွားနိုင်တယ်ဟုတ်လားဒီအိန္ဒြေရင့်ကျက်မှုများကိုဝရိယကျေစုပြုလိုက်တဲ့အခါအဲ့ဒီအိန္ဒြေရင့်ကျက်မှုများကိုဝရိယကျေစုပြုလိုက်တဲ့အခါဘောရိညာချက်ချင်းပဲဆက်ရောက်သွားနိုင်တယ်ဟုတ်လားအိန္ဒြေဆိုတာမျက်စိနားလျာကိုယ်စိတ်ဓာတ်တွေကိုပြောတာမဟုတ်ဘူးเนาะအိန္ဒြေဆိုတာတတ္တဝရိယတတိသမာဓိပညာဒီ၅မျိုးကိုပြောပါလေအိန္ဒြေဆိုတာဘာလဲပြောကြည့်ပါတတ္တဝရိယတတိသမာဓိပညာကျဲကျဲလေးဖြေပါဩဒကမာကြီးမပါတော့ဘာသာမှမကြားတော့အမေနဲ့ကြီးမပါဘာသာမှမကြားတော့ဟုတ်လားအိန္ဒြေ၅ပါးပါတယ်လေတတ္တဝရိယတတိသမာဓိပညာအိန္ဒြေဘယ်နှပါလဲ၅ပါးအိန္ဒြေဒီ၅ခုအိန္ဒြေခေါ်တာနော်အိန္ဒြေဆိုတာအစိုးတရားလွှမ်းမိုးအုပ်ချုပ်နေတဲ့ဘောအိန္ဒြေဆိုတာအိန္ဒြိယဆိုတဲ့ပုဂ္ဂိုလ်လာတာနော်အိန္ဒြိယဆိုတာဘာလဲအစိုးတရားလွှမ်းမိုးအုပ်ချုပ်နေတဲ့ဘောအိန္ဒြိယအိန္ဒြေတဲ့ဟုတ်လားပုဂ္ဂိုလ်တို့တယောက်မှာတရားတရားတွေဟာသိအားကောင်းပြီးတော့လွှမ်းမိုးလာပြီတရားတရားတွေကသိပြီးအားကောင်းလာပြီလွှမ်းမိုးလာပြီဘယ်ဘက်ကိုဥတည်သွားလဲဆိုရင်ဗုဒ္ဓနုတ္တိကံတို့ဒါနာကံဒီဘက်မှာပါပြီးရောက်နော်ပုဂ္ဂိုလ်တို့တယောက်ဟာတရားတရားတွေကလည်းအားကောင်းနေပြီဣတရိယလွှမ်းမိုးလာပြီဆိုရင်ဘယ်ဘက်ကိုရောက်သွားတယ်လဲဗုဒ္ဓနုတ္တိကံတို့ဒါနာကံဒီဘက်ကိုတည်သွားတယ်။ဘာကြောင့်ဗုဒ္ဓနုတ္တိကံတို့ဒါနာကံတို့မှာရောက်သွားတတ်ရလဲဆိုလို့ရှိရင်အိန္ဒြေတရားတရားအိန္ဒြေအဖြစ်ကြာရောက်လာလို့ပဲတရားတရားဟာအိန္ဒြေအဖြစ်ကြာရောက်လာလို့ပဲအိန္ဒြေဆိုတာအိန္ဒတံအတိပိဘာဝံကစ္စတိတိအိန္ဒြေယံအိန္ဒတံအတိပိဘာဝံဆိုရသူ၏ဖြစ်တဲ့ကစ္စတိရောက်တဲ့ဣတိတတမထိုလို့ဆိုရသူ၏ဖြစ်ကိုရောက်စေတဲ့အတွက်ကြောင့်အိန္ဒြေမြည်တယ်အစိုးတရားလွှမ်းမိုးနေတဲ့အိန္ဒြေနော်လွှမ်းမိုးနေတဲ့အိန္ဒြေဟာရင့်ကျက်သွားတဲ့တော့အိန္ဒြေခေါ်တယ်နော်ပုဂ္ဂိုလ်တို့တယောက်ရဲ့ကိုယ်နှုတ်စိတ်နော်ပုဂ္ဂိုလ်တို့တယောက်ရဲ့စိတ်စေတသိက်ရုပ်တွေအကုန်လုံးလွှမ်းမိုးပြီးတော့ကြားရောက်နေတာအိန္ဒြေခေါ်တယ်နော်ပုဂ္ဂိုလ်တို့တယောက်ရဲ့စိတ်စေတသိက်ရုပ်အကုန်လုံးလွှမ်းမိုးပြီးကြားရောက်နေတာကိုဘာခေါ်လဲအိန္ဒြေနော်တရားတရားဟာလည်းပဲအကြီးအကဲဖြစ်လာတယ်ဝရိယလည်းပဲအကြီးအကဲဖြစ်လာတယ်တရားဟာလည်းပဲအားကောင်းလာတဲ့အခါမှာအကြီးမှုဖြစ်လာဝရိယဟာလည်းပဲအကြီးမှုဖြစ်လာဟုတ်လားတတိသမารိပညာတွေလည်းထိုပုဂ္ဂိုလ်ရဲ့ကိုယ်နှုတ်စိတ်သုံးပါးလုံးပေါ်မှာတွန်းလို့ပြီးတော့ကြာရောက်နေတာကိုအိန္ဒြေခေါ်တယ်။ဘာခေါ်လဲ
Ainare kore, ainare nide, ainare nide. Ada kuah lumi kuah yone yang mau, no? Derahnya agam bido, jenya nene nene, ainare nide, no? Derahnya jenya niku nyini ma, ane ba nyini apa lah? Derahnya jenya nyini apa? Derahnya agam bido, jenya soni, jenya malai bu, solusi lewe ta. Ini dia menjadi, no? Dah Pinyari longga bidana muai di mana saya ini di bawah menyibu derana pinyari no? Dah Waria longga bidana Tamaria melainnya ini di bawah Tamaria longga bidana Waria nene ini di bawah menyibu dah Waria ne Tamari lewe no? Elo pogo dunia ya tanah lada waria tadi temari pieng tinggal mamu caya indri kore no lada waria tadi temari pieng tinggal ulung tenyi tenyu dan mamu bijaya no indri no indri ya pripaka indri yang jadi no indri ya pripaka Dada waria tadi temari di indri tanyi tanyo tanmu bijaya nene cina waria nene 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 indri ya makin siapa jauh lagi elo indri yang jalan cina dada waria tadi temari bienya sera indri ngabah tanyi tanyo tanyi yang jalan cina indri yang jalan cina Waria namanya demikian. Di Indonesia, mereka siapa yang lain tu ada mereka kau ambil itu. Orinya, cacing saya tuan ini. Orinya, cacing saya tuan ini. Alah. Mimi kalau Indonesia jadi kalau Indonesia luri rumah tak ambil lah. Hôm gió này mấy anh đi nha anh trên này anh đi nha nó đi đi sản đúng mà hôm gió này mấy rồi cô này gió này mà quê rồi nhà nào nhà đồng mà hôm gió này nó nhà nào xin tụi nhà đồng mà hôm gió này anh đi à pripa anh đi dân chém anh đi dân chém là rồi anh đi nuôi em đi đến nhà anh đi à property nhà nó Ini appropriate nyanyi Nyeswa biasa nesu dera tinai mana tawakari tinai mu ala dia Waria shocha menjelene no mimi gorang mentinai no ini anu yes nama ini mentinai Nyeswa biasa Chuyện su đấy là nhớ ra cái chuyện su đấy là tin này nhá làm ra đồng mà tin này mới nhớ ra cái bên nhà mà ít đấy nhà vào đấy nhớ ra cái right side đi chuyện đấy hiện tại bây giờ mà thì nhà gì thì India appropriate thì nhà gì của mấy ai chỉ có một thằng bây giờ nói chuyện qua cái vấn đề thì ta ra lưu lại dây qua miền thâu biểu Dhamma Prathakara Mekka Wamala Rama Duena Kara Mutu dan Cuibrine Ali Cuibrine ya Tana Bawanya Wene Kama Sindari Buddha Mathimya Kamathan Pi Perwa Kamathan Pi le Sindari Buddha Mathimya Kamathan Pi le Perlu Kamathan Pi le Oh Di Yang Liha Ngayon Ngayon nghe về để bố cụcဖြစ်đi nhà ga sẽ ai chi mà nhà ga sẽ ai chi mà atuba ka ma thamပေးမယ်ဆိုပြီးရှင်သာရိပုတ္တရာရှင်မြတ်ကြီးအတုဘကမထမ်းပေးလိုက်ဘာကမထမ်းပေးလိုက်လဲအတုဘကမထမ်းပေးလိုက်ဟိုပုဂ္ဂိုလ်ကသူ့ရဲ့စရိုက်ကတရားစရိုက်နဲ့ပညာစရိုက်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်ဘာစရိုက်နဲ့ဘာစရိုက်ရှိလဲတရားစရိုက်နဲ့ပညာစရိုက်ရှိတဲ့ပုဂ္ဂိုလ်အတုဘနဲ့မတည့်ဘူးနော်သူဟာဒါလို့အတုဘကမ္မထာနဲ့ဉာဏ်နဲ့ကမ္မထာနဲ့ယောဂီကျမ်းလာတဲ့ကမ္မထာနဲ့ဘောမချတာသူရှင်သာရိပုတ္တရာပေးတဲ့ကမ္မထာနဲ့မထင်ရှားဘူးတရားရှုလို့မရဘူးဟုတ်လား
အဲ့လိုတရားရှုလို့မရနောက်ဆုံးပဲစင်္သာရိပုတ္တရာရှေ့ကျွလို့မရမြတ်စွာဘုရားထံမှာပို့ရတယ်မြတ်စွာဘုရားရှင်ဒီမထေလေးကိုဒီကျွေပရိနေသားလေးကျွေပရိနေသားရဟန်းလေးကိုစင်ကြီးကြည့်လိုက်တယ်သူဟာဘဝ900လောက်ကျွေပရိနေသားဖြစ်ခဲ့ပြီဘဝဘယ်လောက်လဲ900လောက်မှာကျွေပရိနေအသက်ပြည့်နေတဲ့မွေးလာတာဖြစ်တယ်ဒီတော့မြတ်စွာဘုရားရှင်ဒီကိုရိုလေးဟာအမတန်လူညံ့တိမ်မွေးတဲ့ပုဂ္ဂိုလ်သူ့ကိုအတုပကမ္မထံပေးလို့ရမှာမဟုတ်ဘူးဆိုပြီးမြတ်စွာဘုရားအလွန်ယုတ်ရင်ကျမ်းနာအတုပကမ္မထံရုပ်သိမ်းပြီးတော့အမတန်ကျမ်းနာယုတ်ရင်လာတဲ့အတုပကမ္မထံရုပ်သိမ်းပြီးတော့ဒီမထေလေးကိုဘာရှုခိုင်းလဲဆိုရင်ဘုရားမှာကြာရန်လေးကိုခံသိလိုက်ဘာလေးဖန်ဆင်းလိုက်လဲဘုရားကြာပန်းလေးကိုဖန်ဆင်းလိုက်စိတ္တယံဟာဒီဘုရားကြာပန်းလေးကိုမင်းရှုပြီးတော့ဒါလေးကိုရှုနေကွာဟိုကဗရိနေရွှေဗရိနေဒါလေးဘုရားကြာပန်းလေးကိုဆိုတော့အမတန်လှပတဲ့ပန်းလေးသူ့အနေနဲ့စိတ်ကြည်နူးတာပေါ့ရွှေပရိနေဆိုတော့ရွှေတွေငွေတွေယရဏပစ္စည်းတွေကာယတွေ့ရတာဆိုတော့ဒီဘုရားကြာပန်းလေးနဲ့ရွှေတို့ရွှေကယရဏပစ္စည်းတွေနဲ့သူ့အနေနဲ့ရတာစီလျောနေတာပေါ့နော်ရှင်းအောင်ပြောရရင်အိဋ္ဌာယုံမှာအိဋ္ဌာယုံနဲ့မှပြောမှုရအောင်နော်သူဟာအနိဋ္ဌာယုံနဲ့အတုပကမ္မထမ်းကြီးနေတဲ့မတည့်ဘူးနော်အဲ့တော့သူကရွှေပရိနေသားလေးမြတ်စွာဘုရားညွှန်ကြားတဲ့အတိုင်းจิตယံမင်းဒီဘုရားကြာပန်းလေးရှုပါကွာရှုခိုင်းနိုင်တာဒီရွှေပရိနေသားရဟန်းလေးဒီဘုရားကြာပန်းလေးကိုရှုပါတယ်သူအမတန်သဘောကျနှစ်သက်တဲ့ဇေယတုဇေယိနဲ့ညီတဲ့ကမ္မထံဒီဘုရားကြာပန်းလေးကိုကြည်ရင်သူစိတ်စေတသိက်ရုပ်အကုန်ကြည်လင်းလာတယ်တနည်းအားဖြင့်အိန္ဒြေရင့်ကျက်လာတာပေါ့နော်အဲ့လိုစိတ်စေတသိက်တွေကြည်လင်းလာတယ်ဆိုစိတ်စေတသိက်တွေကြည်လင်းလာတယ်စိတ်မှကြည်လင်းရုပ်ပါမကြည်လင်းဘူးလားရုပ်တွေမှကြည်လင်းလာတယ်စိတ်စေတသိက်ရုပ်တွေအကုန်လုံးကြည်လင်းလာတယ်အိန္ဒြေတွေရင့်ကျက်လာတယ်စားလို့ပြောရင်နိဝရဏကင်းလာဘာတွေကင်းလာလဲနိဝရဏတရားတွေကင်းလာပြီအဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ဘာဆက်ဖန်ဆင်းလိုက်လဲဒီကြာပန်းကြီးကိုတဖြည်းဖြည်းနဲ့အယောင်တွေပြောင်းဖြော့အယောင်ဖြော့ညှိုးချောက်သွားဖန်ဆင်းလိုက်တယ်နော်အယောင်တွေတဖြည်းဖြည်းဖြော့အယောင်တွေပြော့သွားပြီးညှိုးချောက်တခါလည်းကြာပန်းတွေတစ်ဖက်ချင်းခွာကြနေတဲ့ပုံစံမြတ်စွာဘုရားဖန်ဆင်းလိုက်ပါတယ်ဟုတ်လားအဲ့ဒီအချိန်မှာဒီမထေလေးကဒီဘုရားကြာပန်းတွေကိုရှုကြည့်နေဘုရားကြာပန်းတွေကဘာဖြစ်သွားလဲအယောင်တွေပြောင်းလာတယ်ညှိုးချောက်သွားတယ်ဒီတစ်ဖက်ချင်းခွာကြတွေ့မြင်ရပါတယ်အဲ့ဒီအချိန်မှာဒီမထေလေးကမဟိတမှာရှိတဲ့တရားတွေအစ္ဆဒခန္ဓာထဲမှာတွင်းပြီးတော့မဟိတမှာရှိနေတဲ့ဖြစ်နေတဲ့တရားတွေကိုမိမိအစ္ဆဒခန္ဓာထဲမှာနှလုံးသွင်းဒီမထေလေးကဆိုတော့အမတန်လှပပါတယ်ကြာပန်းလေးဖြစ်ဖြစ်နဲ့အယောင်ပြောင်းသွားပြီးညှိုးချောက်ကိုအချိန်မှာတစ်ဖက်ချင်းတစ်ဖက်ချင်းကြွေးကြနေပါလားအိဋ္ဌာနုပဒနာဉာဏ်ပေါ်လာတယ်ဟုတ်လားဗဟိတမှာရှိတဲ့တရားတွေအစ္ဆဒခန္ဓာထဲမှာတွင်းပြီးတော့အိဋ္ဌာနုပဒနာဉာဏ်နဲ့ရှုလိုက်တယ်နော်ဒီလိုအစ္ဆဒခန္ဓာထဲမှာချက်ချင်းပြုံးနေဆိုပြောင်းပြီးရောက်သွားဒီမထေလေးဒီကြာပန်းတွေကိုရှုရင်းရှုနေမမြဲတဲ့အိဋ္ဌာသဘောတွေပဲမြဲတဲ့အိဋ္ဌာပညာနဲ့ထင်ပြီးရှုရင်းရှုရင်ဝိပဿနာဉာဏ်ရင့်ကျက်လာတဲ့အခါဒီကြာပန်းတရားလည်းတစ်ဖက်ချင်းကွာကြတော့ဒီကြာပန်းတွေလည်းကုန်းရောဒီမထေလေးလည်းဉာဏ်နာဖြစ်သွားရောနော်မထေလေးဘာဖြစ်သွားလဲဉာဏ်နာဖြစ်သွားတယ်ဒါကတော့မြတ်စွာဘုရားရှင်ကတော့အိန္ဒြိယပရောပရိယတိမပြောနိုင်တဲ့အတွက်ဝရိယကိုရှော့ချမဖြစ်နဲ့ဝရိယကိုမြင့်တင်ပြီးတော့ကြိုးစားစင်တဲ့နဲ့ဝရိယကိုမြင့်တင်ပြီးတော့ကြိုးစားမှအိန္ဒြိယရင့်ကျက်မှုတွေဖြစ်လာပြီးတရားတွေရနိုင်တယ်နော်ဝရိယကိုရှော့မဖြစ်နဲ့တချို့ကအယံကာရောပြောတာရှိတယ်။အိုးဘယ်လောက်တော့အားထုတ်နေကြမလို့ပါဘူး။
လောက်ကြီးအားထုတ်နေစရာမလိုပါဘူးဒီဘဝရင်းနဲ့ယန္တာဖြစ်သွားမှကြာတယ်ဒီလိုပြောတာလို့အယံကာယပြောတဲ့စကားတွေမပြောတင်မပြောအပ်မပြောတတ်ဘူးဒါမျိုးတွေသာရဏဖြစ်စကားခေါ်တယ်နော်ဘာစကားတွေလဲသာရဏဖြစ်စကားတွေခေါ်တယ်ဒီလိုပြောတဲ့ပုဂ္ဂိုလ်ရဲ့စကားကိုနားအောင်ပြီးတော့ကိုကလောလောဆယ်မှယုံကြည်သွားရင်အဲ့ဒါဝရိယဟာလျှော့ချပြလိုက်အမေဘုရားကဝေးသွားမယ်နော်မိမိဟာအိန္ဒြေမြင်မြရဲ့နဲ့လို့လေဘလို့မှမသိနိုင်ဘူးအိန္ဒြေအရင်ကျက်ဆိုတာဘုရားရှင်စူလေးတာနဲ့အိန္ဒြေကပြီးတော့အိန္ဒြေကဘရောဂရယတည်ဉာဏ်ကြီးကိုရရှိထားလို့ဘုရားရှင်စူလေးတာနဲ့သိနိုင်တယ်နော်ကိုကအဲ့လိုညောတဲ့ပုဂ္ဂိုလ်တွေစကားတွေတွားရုံနဲ့မိမိဟာတရားတရားအားကောင်းကောင်းနဲ့ဝိရိယအားကောင်းကောင်းနဲ့ကြိုးစားပွားများအားထုတ်နေတဲ့အချိန်မှာဟုတ်ဘယ်လောက်လုပ်နေစမ်းမှာဒီဘဝနဲ့တရားတို့မရနိုင်ပါဘူးဒီလိုပြောလိုက်လို့ရှိရင်ဟောငါဟုတ်မှာပါပဲငါလောက်တော့တရားတွေအားထုတ်နေပါလေငါမဲ့ဖို့ရဲ့ရေးရအောင်ဘာမှမပြဒီဘဝမှာထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်ဟန်မတူပါဘူးဝိရိယတွေလျှော့ပလိုက်ဝိရိယတွေလျှော့တယ်ဆိုတနည်းအားဖြင့်ပြင်းသွားတာပါပဲလေအဲ့လိုပြင်းတဲ့စိတ်တွေဝင်လာရင်ဆက်အလုံးလုံးဖြစ်ပါတော့နော်မလို့ဖြစ်တော့အဲ့လိုပြောတဲ့ပုဂ္ဂိုလ်မှလည်းဓမ္မနဲ့ထိုက်အများကြီးငရဲကြီးတယ်နော်မပြောတင်ဘူးမိမိဟာအာမထုတ်ခြင်းနေတကယ်ကြိုးစားပွားများအားထုတ်နေတဲ့ပုဂ္ဂိုလ်တော့မကဲ့ရဲ့ကောင်းမှပြမကောင်းဘူးနော်ဥပမာပြန်ပြောမယ်ဆိုတရွေထွေးတဲ့ပုဂ္ဂိုလ်ဟာပုံမော့ထွေးတဲ့ပုဂ္ဂိုလ်တရွေဟာဘုလို့ဆင်မလဲကိုယ်မျက်နှာကိုပဲပြန်ဆင်မှာဒီဥပမာနိုင်တယ်နော်အဲ့ဒါသူများကမဟုတ်တယ်ကာယကံဝစီကံမထိန်နဲ့အယံကာယပြောလို့ရှိရင်ကိုယ်ကာယကံကိုယ်ဝစီကံကိုယ်ပဲပြန်တတ်တယ်နော်ဒါကြောင့်မပြောတင်မပြောအပ်မပြောထိုက်တဲ့စကားမျိုးကိုတော့မပြောတင်ဘူးတဲ့နော်ဒီလိုပြောတဲ့ပုဂ္ဂိုလ်ရဲ့စကားကိုနားရောက်ပြီဆိုတော့ဟုတ်ဟာအဲ့မှာကိုယ်ပါညံ့ရရောက်တော့တယ်နော်ဒါကြောင့်တရားနဲ့ပညာကိုညီအောင်ညှိလို့နော်တရားလေးအားကောင်းပြီးပညာမပိုင်နဲ့အဲ့လိုလူလေးလူညာလူကတ်လူဘွားဆိုလူကမိုက်တာလူပါလာတဲ့ဒါကိုနားရသွားတယ်နော်အဲ့ဒါကြောင့်အထူးတတိထားမယ်နော်ဒီတော့ဒီလိုလုံးဝဝိရိယကိုရှော့ချမဖြစ်နဲ့မိမိဟာအိန္ဒြေမြည်မြရင့်ကျက်တယ်မြည်မြနှုတ်နယ်နေတယ်ဆိုတော့ဘုရားရှင်မတရားဘုမမပြောနိုင်ဘူးယဟနာများတောင်မှမသိနိုင်ပါဘူးဒါကြောင့်ဝိရိယကိုတော့မြင့်တင်ပါဘာလို့မြင့်တင်ရမလဲအစဉ်တစ်ဖြင့်ဝိရိယကိုမြင့်တင်ပြီးကြိုးစားတဲ့အိန္ဒြေရင့်ကျက်မှုဖြစ်နိုင်ပါတယ်ဟုတ်လားလောကမှာလုံးဝဝိရိယကင်းပြင်းအပြင်းထူပြီးဆိုလို့ရှိရင်ဒါလုံးဝဝိရိယကင်းပြီးပြင်းထူပါပြီအနှစ်တရာလောကမှာအနှစ်တရာနေရာအောင်တော့အကျိုးမရှိဘူးအချင်းနှီးပဲလူရုပ်ပါပဲလူဘဝလူလောကကြီးဘာမှအကျိုးမရှိဘူးနှစ်တရာအသက်ရှင်အောင်တော့စားလိုက်တောက်လိုက်ကာမဂုဏ်တွေပြီးဝဲလိုက်လိုနေနေအသက်ရှင်နေအောင်ဘာမှအကျိုးမရှိပါဘူးဟုတ်လားလုံးလောက်ဝိရိယကင်းသွားပြီဆိုပြင်းတော့တာနော်လောကီမှာလည်းဒီတိုင်းလုံးလဝရိယရှိတဲ့ပုဂ္ဂိုလ်နဲ့လုံးလဝရိယနိုင်တဲ့ပုဂ္ဂိုလ်ဘယ်လိုရှိရောက်လဲလုံးလဝရိယရှိတဲ့ပုဂ္ဂိုလ်ရှိရောက်တာပေါ့နော်လောကဝါမနဲ့ပဲကြည့်လိုက်ပေါ့နော်အန်တိတ်ဖြစ်နေတဲ့မော်တော်ကားလေးတခုဟာ6ချက်6ချက်တော့နေတဲ့ကားလေးနောက်ဆုံးပိတ် latest model ဖြစ်တဲ့ကားမော်တော်ကားဝိနဲ့ကျော်သွားတာပဲမဟုတ်လားဘောပေါက်ရလားလုံးဝဝရိယမရှိဘဲနဲ့ပြင်းရည်နေမယ်ဆိုရင်ဘာမှအကျိုးမရှိဘူးလောကကြီးမှာအချိန်ကုန်နေတာထုံပုဂ္ဂိုလ်ဟာအချင်းကြီးပဲလုံးဝဝရိယကင်းပြီးပြင်းပြီးဆိုရင်လုံးဝဝရိယကင်းပြီးလုံးဝဝရိယကင်းသွားပြီဆိုရင်ပြင်းတော့တာနော်လုံးဝဝရိယကင်းပြီးပြင်းလာပြီဆိုတဲ့အေးနဲ့တလူလူနဲ့တလိမ့်လိမ့်နဲ့တဆန်းဆန်းနဲ့တငယ်ငယ်နဲ့တတန်းတန်းနဲ့တဝေးဝေးဖြစ်လာနော်အဲ့လိုလုံးဝဝရိယကင်းပြီးပြင်းပြီးဘာမှလုပ်လို့မရတာဟုတ်လားဘောပေါက်လားလုံးလဝရိယကင်းပြီးပြင်းသွားပြီဆိုရင်ဘာမှကျိုးမရှိပါဘူးအခြေတည်ပဲနော်လုံးလဝရိယကင်းပြီးပြင်းလိုက်တာအဲ့ဒါမာနဝေဒနာနော်မာနဝေဒနာနော်ဘလို့မာနမျိုးလဲဆိုတော့ဝတ္တဝရိနဲ့ပြန်မာနကြီးပိုက်ထဲဝင်လာတာမဟုတ်ဘူးနော်မာနကြီးပိုက်ထဲဝင်လာတာပြောတာမဟုတ်ဘူးနော်
အရတိဆိုတဲ့မာနဘာမာနနဲ့လဲအရတိမပြောတော့ပြင်းလိုက်တာမဆိုမညှိဘူးလားညှိတာမာနဝင်တာဘာဝင်တာလဲမန်စတိ10ပါးထဲမှာမန်စတိ10ပါးထဲမှာပါပါတယ်ကာမတိပထမဒုတိယအရတိဥစ္စတိတေတင်ဤပထမတိနဲ့ပထမစတိကတော့ကာမဂုဏ်တရားတွေပဲပထမစတိကတော့ကာမဂုဏ်တရားတွေပဲဒုတိယတေနာအရတိဥစ္စတိဒုတိယစတိကတော့အရတိဒုတိယမန်စတိကတော့အရတိလို့ခေါ်တယ်အရတိမပြောမွေခြင်းအရတိဆိုတာဘာလဲမပြောမွေဘူးရတိဆိုတဲ့မန်စတိဝင်လာရင်မပြောတော့ဘူးနော်မာနဝင်လာပြီဆိုမပြောတော့ဘူးနော်အဲ့ဒါမာနဝင်မခံအောင်နော်အဲ့လိုမာနဝင်လာပြီဆိုမပြောတော့ဘူးဟုတ်လားမန်စတိ10ပါးထဲမှာအဲ့မန်စတိ10ပါးနဲ့မန်စတိ10ပါးနဲ့အရတိဆိုမပြောမွေတော့ဘူးဆိုတာမာနဝင်လာပြီယောဂီတွေမှာလည်းပြင်းလိုက်တာညီမွေးတယ်ပေါ့ကွာအဲ့ဒါမာနဝင်ခံရတာပဲဟုတ်လားမြတ်စွာဘုရားရှင်ဘောဓိပင်မှာမန်၅ပါးအောင်မြင်တဲ့အခါမှာနံပါတ်1မှာဒေဝဗုဒ္ဓမန်ဘာမန်နဲ့လဲဒေဝဗုဒ္ဓမန်ဆိုတာမာနကြီးရဲ့ခြင်းအောင်တာပေါ့လေနံပါတ်2ကကိလေသာမန်ဆိုကိလေသာ10ပါးတို့မို့ကိလေသာ1500နော်အဲ့ဒီကိလေသာ10ပါးတို့မို့ကိလေသာ1500ဒီမန်ကိုအောင်နံပါတ်3ကတော့ဘိသင်္ခါရမန်ဘိသင်္ခါရမန်ဆိုတာဘဝတစ်ဖြစ်ဖို့စီမံပြည့်ချင်ပြုလုပ်တဲ့ကံကိုဘိသင်္ခါရမန်ခေါ်တယ်နော်နောက်ခန္ဓာမန်တဲ့နံပါတ်4ကခန္ဓာမန်ယဟန္တာမဖြစ်မီအတွင်းမှာကုသိုလ်ကံအကုသိုလ်ကံအလျောက်ကုသိုလ်ကံအကုသိုလ်ကံအလျောက်ဖြစ်ရတဲ့ဘဝမှာခန္ဓာ5ပါးဖြစ်ရမယ်ခန္ဓာ5ပါးယဟန္တာမဖြစ်မီအတွင်းနာနာလဲနေအောင်ပါပဲနော်မိမိတို့ရဲ့ကုသိုလ်ကံအကုသိုလ်ကံအလျောက်ဖြစ်ရတဲ့ခန္ဓာ5ပါးခန္ဓာမှာခေါ်တယ်နော်နောက်မစ္စုမန်ဆိုတာတရားချင်းနော်မန်5ပါးဟောဒီတရားမှာမြတ်စွာဘုရားကမန်5ပါးအောင်မြင်တော့နော်ဒီယောဂီတွေမှာလည်းဒီမန်တွေကိုအောင်မြင်အောင်ကြိုးစားနေရတာနော်မာရနဲ့မာနနဲ့တခြားစီနော်တတ္တနှိစ္စတဲ့ညှင်းဆဲတဲ့တဘောကိုမာရဗမာတော့မန်လို့ခေါ်တယ်နော်တတ္တနှိစ္စတဲ့ညှင်းဆဲတဲ့တရားကိုမာရလို့ခေါ်တယ်နော်မာရဆိုတာတတ္တနှိစ္စတဲ့ညှင်းဆဲတဲ့တရားကိုမာရဟုတ်လားမပြောတော့ပြင်းလိုက်တာတရားထိုင်ရတယ်ဘာမှလည်းမရအောင်ဒီဆိုလေတရားထိုင်ရတာကိုညီးငွေဘာလို့ညီးငွေတာလဲရတိဆိုရင်မာနဝင်ဘာဝင်တာလဲမာနဝင်တာအဲ့လိုပြင်းပြီလုံလဝိရိယကင်းပြီပြင်းပြီဆိုရင်ရတိဆိုရင်မာနဝင်နော်ရတိဆိုရင်မာနဝင်ပြီပြင်းတော့တာနော်လုံးလုံးရပြင်းပြီအဲ့ဒီချိန်မှာနိဝရဏတွေကဖြည့်ဆည်းနှိမ့်ဆက်သွားတာဘာတွေဖြည့်ဆည်းတာလဲနိဝရဏတရား5ပါးဟာလွန်မှုဖြည့်ဆည်းသွားတဲ့အခါမှာယောဂီဟာအမှန်ကိုအမှန်တိုင်းမသိနိုင်တော့အဲ့မှာမာနဝင်တာဘာဝင်တာလဲမာနဝင်သွားပြီယောဂီဟာပြင်းတော့တာလုံးလဝရိယကင်းပြင်းလုံးလဝရိယကင်းပြီဆိုရင်ဘာဖြစ်သွားလဲပြင်းတော့တာပြင်းရင်ခြင်းတွေက6မျိုးတောင်ရှိပြင်းရင်ခြင်းတွေကဘယ်နှမျိုးလဲဘာတွေလဲဟုတ်တယ်ရဟုတ်ပါအနေတိတံအတိဩနံအတိကာလအတိသာသောအတိတာသောအတိဝိကာလောပြင်းရင်ခြင်း6မျိုးအနေတိတံအေးပြန်တော့လေအေးလွန်းလို့ဆိုပြီးကိုညားနေတယ်နော်အေးပြန်တော့လေအေးလွန်းလို့4နိုင်တို့ထတရားထိုင်ပါလားအမလီမလုပ်ပါနဲ့ထိုင်ကြပါဦးအေးရဟုတ်လားအေးလွန်းလို့ဆိုပြီးကိုညားနေတာနော်ຫນွေရာတွေမှာတရားစခန်းဖွင့်ပါပြီတဲ့ကြံတွဲမှာတရားစခန်းဖွင့်ဟုတ်လားမဖွင့်ဘူးလားဖွင့်လားပူပြန်တော့လေပူလွန်းလို့အတိအုံနှံပူပြန်တော့လေပူလွန်းလို့တဲ့ပူလွန်းလို့ဆိုပြီးကိုညားနေတယ်ဟုတ်လားပူပြန်တော့လေပူလို့ဆိုပြီးမလုံးဖြစ်ပြန်ဘူးမ
မလုပ်ပြဟုတ်လားနံပါတ်3ချက်ကအတိကာလံစောပြန်တော့လဲစောလွန်းလို့ကိုညာနော်အဆိုစောလွန်းလို့အဲ့မိဘတွေကတရားစောစီထားဖို့နှုတ်ကြောင်းတက်ဘက်ကလေးတွေပါတယ်ကြောင်းသွားဖို့နှုတ်ဆိုစောလွန်းလို့ဆိုပြီးမထားနော်အဲ့ဒါပြင်းရင်ချင်းဘယ်နှမျိုးရှိတာလဲခုပြောပြတာ3မျိုးပဲပြီးသေးတယ်စောပြန်တော့လဲစောလွန်းလို့အတိဝိကာလောနောက်ကြပြန်တော့လဲနောက်ကြသွားပြီ9နိုင်နဲ့ထိုးနေလေရုံသွားတယ်ဗျအမလေးနောက်ကြသွားပြီသွားတော့ပွင့်တင်လိုက်တော့ဟုတ်လားနောက်ကြပြန်တော့လဲပါလေနောက်ကြသွားပြီအမျိုးမျိုးစင်နေစင်လဲနေပြီးပြီးကိုညားနေလူရင်းကတော့ဝရိယနဲ့ပြီးပြင်းတာပဲဟာလေဝရိယနဲ့ပြီးပြင်းလို့စင်ကျင်စင်လဲနေပြီးနေတာနော်နောက်နံပါတ်5အတိသာတော့စာပြန်တော့လဲစာလွန်းလို့ဘိုက်စာလွန်းလို့ဆိုပြီးကိုညားနေတယ်ဟုတ်လားလုံးမလုံးသေးဘူးလားအလုံးမသွားသေးဘူးလားအမလေးစားတော့မစားရဘူးလုံးနေဟုတ်လားစာပြန်တော့လဲစာလွန်းလို့ဆိုပြီးကိုညားနေတာတဲ့နော်စာပြန်တော့လဲပါလေစာလွန်းလို့ဆိုပြီးတော့ကိုညားနေတယ်နောက်နံပါတ်6ကအတိတာတော့ဘိုက်တင်းသွားပြန်တယ်လေဘိုက်တင်းသွားပြန်ပြီလုံးမလုံးသေးဘူးလားခနဲ့လေလုံးချင်ရောက်နေပြီမသွားတယ်မလေးကုမစားပြီးဘိုက်တင်းနေတော့မလုံးနိုင်ဘူးဟလားဒီသမောတော့အဲ့ရအောင်အဲ့ဒါဘိုက်တင်းသွားပြန်တယ်လေမဖြစ်လေဘိုက်တင်းသွားပြန်ပြီကိုညားနေတယ်ပြင်းရခြင်းအကြောင်းဘယ်နှမျိုးလဲ6မျိုးအဲ့လိုပြင်းရခြင်းအကြောင်း6မျိုးတွေနဲ့စင်ကြီးစင်လဲပေးနေမယ်ဆိုလို့ရှိရင်ဒီဘဝမှာလုံးဖြစ်မှာတော့မလားမလုံးဖြစ်တော့ဘူးဘာမှကိုလုံးဖြစ်မှာမဟုတ်တော့ဘူးဟုတ်လားလောကီမှာလည်းပဲကြီးဝါပါမလားလောကုတ္တရာမှာကြီးဝါပါမလားမကြီးဝါနိုင်ဘူးဘလို့နည်းနဲ့မှမကြီးဝါနိုင်ဘူးလုံးလာဝရိယကင်းပြီးပြင်းနေပြီဆိုရင်တော့ဘာမှကြီးဝါမှာမဟုတ်တော့တိုးတက်မှာမဟုတ်တော့ဘူးတဲ့နော်တော့ပါလားကဲတရားရလူရင်းစကြအောင်နော်ဝရိယနဲ့အားပေးတဲ့အကြောင်းအရာရေးဥပမာပြောပြတယ်တော့ဆိုရင်တော့ပေါ့နော်တရားရလူရင်းကိုစကြအောင်လို့မြတ်စွာဘုရားရှင်တော်အထိဖြစ်စေတော်ရောဟောရွှေကျောင်းတော်မှာသင်တော်ဆံပြောတော်တဲ့အချိန်မှာတပ္ပဒါနမထေရအကြောင်းပြုပြီးဒီဒေသနာကိုဟောပါတယ်တပ္ပဒါနမထေရဘာမထေရလဲတပ္ပဒါနမထေရတပ္ပဆိုတာငွေဒါနဆိုတာကျွန်းနော်တပ္ပဒါနမထေရကိုအကြောင်းပြုပြီးတော့ဤဒေသနာမြတ်စွာဘုရားရှင်ဟောကြားပါတယ်တခုရောနန္ဒခင်ကာလမှာမိဖို့ကြောင့်လည်းစပိုးကြောင့်လည်းမွေးကြီးတစ်ကောင်ထွက်လာတယ်ဇေရုံကျောင်းထဲမှာဘယ်မှာလဲဇေရုံကျောင်းထဲမှာမွေးဟောကြီးတစ်ကောင်ထွက်လာတယ်သံဃာတော်တွေကဟာမွေးဆိုပြီးဒါလည်းလည်းညာအောင်အဲ့မှာပဲသံဃာတော်တွေကဘာလို့လဲမွေးကြီးကိုဝလုံးနဲ့ညက်ပြီးတော့ဆိုင်အိုးတဲ့ထက်တပိတ်ဖုံးနဲ့ပိတ်ပြီးအိုးနှကန်ချီးပြီးတော့ဝလုံးရှိုးအိုးကြီးကိုညှက်ပြီးရှိုးထားတာပေါ့နော်။အိုးဘက်ဒီဘက်ထမ်းပြီးမွေးကြီးကိုသွားပြီးတော့တဏှာမှန်သားပြီးလွှတ်ပြမလို့မွေးကြီးကိုတပ်ပြပြန်ရပဲယဟန်တော်များမှာအာဘတ်တင်ပါဟုတ်နော်။မွေးကြီးကိုတဏှာမှန်သားလွှတ်ပြမလို့ဆိုမွေးကြီးကိုထည့်တယ်ဝေယုထဲအိုးနဲ့ထမ်းတဲ့အခါဒီတပ္ပဒါနမထေရဆိုတဲ့ကိုယ်တော်လေးကမြင်သွားတော့ရှင်ဘုရားတို့ဒါဘာလုပ်တာလဲရှင်ဘုရားတို့ဒါဘာလုပ်တာလဲမေးတဲ့အခါဩရှင်ဘုရားဒီမွေဟောက်ကြီးတစ်ကောင်တွေ့လို့တောထဲမှာသွားပြီးတော့လွတ်ပြမလို့အဲ့ဒါမွေအိုးထဲထည့်ထားတာဥမလေးရှင်ဘုရားတို့မွေတောင်မှကြောက်နေတယ်ရှင်ဘုရားတို့မွေတောင်ကြောက်နေသေးလားပေးစမ်းပါဗျာတပည့်တော်ပေးစမ်းပါဆိုပြီးမွေဟောင်ကြီးထည့်ထားတဲ့အိုးကြီးကိုသူကယူသွားတာလေဗျာနော်
အဲ့လိုမွေဟောကြီးထည့်ထားတဲ့အိုးကြီးကိုယူသွားအချမ်းတန်ဃာတော်တွေကလည်းဒီမထေကိုကြည့်အမလေးဒီကိုတော့ကြောက်လည်းမကြောက်ဘူးဘလို့ကိုတော့လည်းမသိဘူးမွေဟောကြီးထည့်ထားတဲ့အိုးကြီးထမ်းသွားပြီဆိုပြီးတော့အံ့တော်ကြည့်ကြတယ်ဒီသဗ္ဗဒါနမထေမွေဟောကြီးထည့်ထားတဲ့အိုးကြီးကိုထမ်းသွားပြီတဏှာလူမမြင်တဲ့တဏှာရောက်တော့အိုးကြီးကိုလှက်လိုက်တယ်တပည့်ဘုံနဲ့အုပ်ထားတဲ့အိုးကြီးကိုလှက်လိုက်တဲ့ရဲ့မွေရလဲဒေါရထွက်တယ်ဒေါရထွက်နေတရှုရှုတစ်ချက်ချင်းဖြစ်နေတယ်ထွက်လာတဲ့အချိန်မှာသဗ္ဗဒါနမထေမွေရဲ့လေလျောင်းဖမ်းဆုပ်လိုက်နော်ဖမ်းဆုပ်နိုင်နဲ့ဖမ်းဆုပ်တင်းကြပ်ဖမ်းဆုပ်လိုက်ဒီမွေရလေဒီမထေကိုတေချာကြည့်လိုက်တဲ့အခါသူ့ရဲ့တိတ်ကအကြောင်းအတိတ်ကပဋ္ဌာန်းရည်စက်လို့ပြောမှာပေါ့လေမာနတွေကြပါတယ်တဲ့ဒီမွေလုံးဝမျက်စိမှိတ်သွားတယ်နော်ဒီမထေကိုမကြိုက်ဘူးဟုတ်လားဒီမှာနဲ့သဗ္ဗဒါနမထေလဲလဲနဲ့ပြန်လျှော့လိုက်မွေကြီးလျှော့လဲရေအိုးထဲကိုပြန်ဝင်သွားတယ်ဘယ်ထက်ဝင်သွားလဲရေအိုးထဲပြန်ဝင်သွားဒီသဗ္ဗဒါနမထေကတလောက်တော့မရှိလာဘူးမွေကြီးရေအိုးထဲကိုမွေနောက်နိုင်ဆွဲထုတ်မွေကြီးကိုပြန်ဆွဲထုတ်လက်နဲ့ဆွဲထုတ်ထုတ်ရုံနဲ့မကမွေရဲ့ပါဇက်ထဲကိုသူ့လက်တွေထိုးတာမွေဟာလုံးဝမကြိုက်ဘူး။ဘာလို့မကြိုက်တာလဲ။အတိတ်ကသူ့ရဲ့ကြေးကျွန်ဖြစ်ခဲ့ဘူးလို့စောစောအစကနဦးမှာပြောခဲ့ပြီနော်။သူ့ရဲ့ကြေးကျွန်ဖြစ်ခဲ့ဘူးမကြိုက်တာနော်။ဒီမွေကြီးဟာမကြိုက်ဘူးမွေရဲ့ပါဇက်ထဲကိုသဗ္ဗဒါနမထေလက်ထည့်ကြည့်ရလုံးဝမကြိုက်ဘူးမွေဟာအမတန်မွေဟောင်းဟာအမတန်စိတ်ပြင်းထန်တဲ့တော်ဟောလားဒီမထေကိုမကြိုက်ဘူးဒီမထေလေးကိုမကြိုက်ဘူးဆိုတာအဟောဆရာဖြစ်မနေဘူးလားဒီမထေဟာဒီသဗ္ဗဒါနမထေဘာလို့တလူလုပ်နေရတာလဲဆိုရင်သူမှလည်းအရတိဆိုတဲ့မာနဝင်တာဘာဝင်တာလဲအရတိဆိုတဲ့မာနဝင်တာမပြောဘူးသာနာဘာမှမပြောဘူးငါလူထွက်တာပဲကောင်းတယ်ဘာကိုငါမွေကြိုက်ခံပြီးသေတော့မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူ့အသက်ကိုဆွန့်ပြီးလှုပ်တာနော်သူ့ကိုသူမွေကြိုက်ခံပြီးသေခြင်းလုံးလို့လှုပ်တာမွေရက်ကြိုက်တယ်မကြိုက်ဘိုးနေအဲ့လိုမွေပါစတဲ့နဲ့ထိုးရပါဟမ်မွေပါစတဲ့ဆိုတာမွေရမကြိုက်ဘူးဒီတော့မွေရလည်းမကြိုက်ပါလားသူကမွေတိုက်ခံသိခြင်းနေတာဒါပဲမဲ့လို့မွေရမကြိုက်ကဲမွေကြိုက်လို့မသိရနောက်တနည်းကြောင်မရေချိုးစိတ်ရေချိုးတဲ့တန်ဃာတွေရေချိုးတဲ့နေရာရောက်ရေချိုးတဲ့နေရာမှာတင်နှုံးသားလေးချထားတာတွေ့ရတယ်တင်နှုံးသားလေးသံဃာတစ်ပါးတင်နှုံးသားလေးချထားတာဒီခေတ်တုန်းကတော့ဗရိဒါလေးပါရှိမှာမဟုတ်ပေါ့လေတင်နှုံးသားပေါ့နော်အများကြီးလို့ရတယ်တင်နှုံးသားပေါ့ဘယ်နှများရေးဒီဓာတ်နဲ့ပဲရတယ်အဲ့လိုတင်နှုံးသားသွားပြီးသဗ္ဗဒါနမထေအဲ့တင်နှုံးသားလေးယူသွားတာငါလည်းပဲငါလှီးပြီးတော့အသေးတတ်တော့မယ်ငါလည်းပဲငါလှီးပြီးစတိဖြစ်တော့မယ်တင်နှုံးသားလေးယူပြီးတော့တော်တဲ့တဏှာလူမမြင်တဲ့တဏှာတစ်ပင်အောင်ရောက်သွားတယ်ဘယ်မှာရောက်သွားလဲအဲ့လိုတစ်ပင်အောင်မှာရောက်သွားတယ်ဒီသဗ္ဗဒါနမထေရသူကိုတတ်တည်တော့မှာနော်သဗ္ဗဒါနမထေရဆိုလို့ရှိရင်တင်နှုံးထားလဲဘဲမှာချိန်နေပြီတတ်တည်တော့မယ်လို့ကြံစည်ပြီးနောက်ဆုံးပိတ်သူဟာဘာဆင်ញင်လိုက်လဲဆိုလို့ရှိရင်ဥပတံ္ဍရာကာလသောယဟန်ပြေသောကာမပဋ္ဌာယဆ၍အတနောမိမိ၏သီလံသီလကိုအဝဇံသောစိနေတော်မူတည်ရှိတော်ဝိမလသန္တမန္တလဝိယသာညေကြည်ကင်းသောလပြည့်ဝင်ကဲ့သို့၎င်းသူရောဓမနိခန္ဓမိဝသာကောင်းစွာပောအပ်သောပရမယနှစ်တုံကဲ့သို့၎င်းနေမလအညေကြည်ကင်းသောအတနောမိမိ၏သီလံသီလကိုအတ္တတမြင်ရပေပြီဒါလို့သဗ္ဗဒါနမထေရနောက်ဆုံးသူ့ကိုယ်တတ်သိတော့မယ်လို့
နောက်ဆုံးအနေနဲ့ဓာလေးကိုကိုင်းလည်းပဲမှတီးသူကဘာကိုဆင်ញင်လိုက်လဲသီလကိုဆင်ញင်လိုက်တယ်ဘာကိုဆင်ញင်လဲမိမိရဲ့သီလကိုဆင်ញင်လိုက်တဲ့အခါသူဟာယဟန်ဝတ်ပြီးခါသာတွေကယဟန်ဘဝတစ်လျှောက်လုံးသီလတွေဖြူစင်နေတယ်ဘလို့ဖြူစင်တာလဲဆိုလို့ရှိရင်အညစ်အကြေးကင်းတဲ့လာပြီဝင်းကြီးလိုပဲကောင်းစွာပွားတဲ့စေကြောထားတာဗရမညာနဲ့တုံကြီးလိုပဲအညစ်အကြေးကင်းတဲ့မိမိရဲ့သီလကိုမြင်လာတယ်မိမိရဲ့သီလကိုဆင်ញင်ရမယ်လောကီတွေဒီနေရာမှာတူယူစရာသင်ခန်းစာပဲနော်ဘယ်ပုဂ္ဂိုလ်မဆိုစိတ်ညစ်စရာစိတ်ဆိုးစရာစိတ်ပြည့်စရာဒုက္ခတွေမကြုံအောင်မပြောနဲ့ပုထုဇဉ်တွေမှာစိတ်ညစ်စရာစိတ်ဆိုးစရာစိတ်ပြည့်စရာဒုက္ခဖြစ်စရာပူပင်စရာတွေနဲ့တွေ့ရကြုံရမှာဓမ္မတာပဲနော်အဲ့လိုစိတ်ဆိုးစရာစိတ်ပြည့်စရာဒုက္ခဖြစ်စရာပူပင်စရာတွေဒုက္ခတွေနဲ့တွေ့ပြီဆိုရင်ဘာကိုဆင်ញင်ရမလဲသီလကိုဆင်ញင်ရမယ်အဲ့လိုသီလကိုဆင်ញင်တဲ့အခါမှာလည်းမိမိဟာလည်းတကယ်သီလဆောင်ထိန်းထားမှာလည်းမိမိဟာသီလကိုဆင်ញင်မိမှာပဲနော်ဒီမထေလေးကအဲ့လိုဆင်ញင်လိုက်တဲ့အခါမှာသူရဲ့သီလတွေလုံးဝဆင်ញင်နေတာတွေ့ရတယ်မိမိရဲ့သီလကိုဆင်ញင်တာကိုသီလနုတ္တိခေါ်ပါတယ်။ဘာနုတ္တိလဲ။သီလနုတ္တိမိမိကိုယ်ကိုယောဂီမှာကိုယ့်ရဲ့သီလကိုဆင်ញင်ကြည့်ရဆင်ញင်ရလားဘုရားအောင်ကိုယ်သီလကိုဆင်ញင်လား7 ပါးသီလယူထား7 ပါးသီလတွေကနှုတ်လိုက်ပါတစ်ခုပြည့်ရင်တစ်ခုနှုတ်ကျေးဆိုရင်တော့ဘာကြောင့်လို့ဟုတ်လားကိုယ်သီလကိုဆင်ញင်ရမယ်သောတုသဗ္ဗဘာသာမြင်ရတဲ့မထေရသည်အတနောမိမိသီလံသီလကိုဩလောကံတော်ကြည့်ရှုဆင်ញင်တော်မူသည်ရှိတော်နေမလန်စီနှင်းမြူသိသူရိမိကိုညမျိုးငါးပါးကင်း၍နေဝိထတော်ဝိမလသန္နမန္တလဝိယသာညေကျေကင်တော်လာပြဝိညာဉ်ကဲ့သို့၎င်းသူရောနမဏိခန္ဓာမိဝသာကောင်းသောဘုရားတော်ဗရမယနှင့်တုံးကဲ့သို့၎င်းအတ္တနောမိမိသီလံသီလကိုအတ္တတာခောအတ္တတာဧဝကောင်းစွာထင်ပြီးတွေ့မြင်ရပြီတော်တည်းအဲ့လိုသဗ္ဗဒါနမထေရသီလကိုဆင်ញင်လိုက်တာတကယ်လို့ဒါမဆင်မញင်မဲနဲ့ထင်ရလျှောက်လုပ်လိုက်လို့ရှိရင်သူကဘာဖြစ်သွားနိုင်လဲသေသွားမှာပေါ့ဥပိ္ပစေတကကံနဲ့သေသွားမှာပေါ့နော်သီလကိုဆင်ញင်လိုက်တဲ့အခါမှာလုံးဝစင်ကြဲနေတာတွေ့ရတယ်သူဟာယဟန်ဝတ်ပြီးကြတဲ့ကယဟန်ဘဝတစ်လျှောက်လုံးဝစင်ကြဲနေတယ်ဘလို့စင်ကြဲလာလဲဆိုရင်ထာဂရဆရာရထားတဲ့ဥပမာလေးစင်းငင်းညူရင်းသူရိမိကိုညမျိုးငါးပါးကင်း၍နေတဲ့လာပြည့်ဝင်းကြီးလို့ပဲလာပြည့်နေညစင်းငင်းညူရင်းသူရိမိကိုညမျိုးငါးပါးလုံးဝကင်းစင်နေအနောက်ရှက်တဲ့တိမ်နေကင်းစင်နေတဲ့အချိန်မှာလာပြည့်ဝင်းကြီးတိမ်နေသားပြီးတော့လက်နေဘူးလားအယောင်လက်နဲ့ရှိမနေဘူးလားအာသူရောနမဏိခန္ဓာမိဝသာကောင်းစွာပွားတဲ့ပရမညာနှင့်တုံးကဲ့သို့ပရမညာကောင်းစွာစေးထားတဲ့ကောင်းစွာပွတ်ထားတဲ့ကောင်းစွာတိုက်ထားတဲ့ပရမညာစိတ်ကြည့်လိုက်တဲ့အခါပြောင်းလဲမနေဘူးလားသူ့ရဲ့သီလလုံးဝကိုအညစ်အကြေးမရှိဘူးလုံးဝကင်းစင်နေပါတယ်တန်ရှင်းနေပါတယ်စင်ကြဲနေပါတယ်အဲ့လိုသီလကိုဆင်ញင်လိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုသီလကိုဆင်ញင်လိုက်တဲ့ပီတိတွေဝင်လာတယ်။ဘာတွေဝင်လာလဲ။ပီတိတွေဖြစ်လာတယ်။စောစောတုန်းကလည်းကြောင်းပြန်ဖြစ်သွားတယ်နော်။စောစောတုန်းကတော့ကိုယ်သက်သေးခြင်းလိုက်တာသေးခြင်းလိုက်တာမာနဝင်နေတယ်မှာပြင်းပြနေတဲ့အချိန်တုန်းကတော့ကိုယ်စိတ်ညစ်နေတာအားငယ်နေတာဝမ်းနည်းမှုတွေလည်းဖြစ်နေတယ်။အခုသီလကိုဆင်ញင်လိုက်တဲ့အခါမှာသူ့ရဲ့သီလဆင်ញင်နေတဲ့တွေ့ရတယ်သီလဆင်ញင်တဲ့ပီတိတွေဖြစ်လာတယ်ပီတိဆိုတာဝမ်းမြောက်မှုဘာလဲ
ပီတိတွေဖြစ်လာတဲ့ပီတိကလည်း၅မျိုးရှိတယ်ခௌရကပီတိခဏိကပီတိအောက်ကဏိကပီတိဥပ္ပေကပီတိပရဏာပီတိပီတိဘယ်နှမျိုးရှိလဲလေးနဲ့မှတ်သားထားပါဒါယောဂီတွေပါဗျာအားထုတ်တဲ့ယောဂီများမှာလုံးဝသိတင်သိတိုက်တဲ့ဘုဒ္ဓတပြည့်စုံဒီတရားထည့်ပေးနေနော်ပီတိနံပါတ်1ပီတိကခௌရကပီတိစက်သိမ်းမွေးခြင်းများတပြန်းပြန်ထားလာတဲ့ပီတိနော်တကယ်သီလစင်ကြယ်ရလို့ဖြစ်ရမယ်နော်ခௌရကပီတိဘာပီတိလဲခௌရကပီတိဆိုစက်သိမ်းမွေးခြင်းများတပြန်းပြန်ထားလာတဲ့ပီတိခဏိကပီတိနံပါတ်2ကလျက်စီးပြတ်တဲ့ခဏဖြစ်ပြီးခဏပြတ်တဲ့ပီတိမျိုးလျက်စီးပြတ်တဲ့ခဏဖြစ်ပြီးခဏပြတ်သွားတဲ့နှစ်သက်ခြင်းမျိုးပီတိကိုခဏိကပီတိခေါ်တယ်နော်အောက်ကန္တိကပီတိဆိုဒီလိုင်းလုံးများဖုံးမှန်ပါကိုယ်လုံးပန်းကိုတက်ရောက်လာတဲ့နှစ်သက်ခြင်းမျိုးပီတိနော်တကယ်တရားအားထုတ်တဲ့ပုဂ္ဂိုလ်များမှသိနိုင်တာတမန်ရောင်အောင်နဲ့သီလမစင်ကြယ်ဘူးဆိုရင်မသိနိုင်ဘူးနော်နောက်နံပါတ်4ကဥပ္ပေကပီတိဥပ္ပေကပီတိဆိုတဲ့နှစ်သက်ခြင်းအဟုန်ကြောင့်ထက်ကိုမြောက်ကြွနဲ့တွင်တက်စေတဲ့နှစ်သက်ခြင်းမျိုးပီတိဟုတ်လားနောက်နံပါတ်5ပီတိကတော့ပရဏာပီတိတကူလုံးစိတ်နဲ့ဖိတ်နဲ့တိတ်နဲ့တော့ပြန့်နှံ့တော့အမြဲတမ်းပြန့်နှံ့တဲ့စိတ်နဲ့ပြန့်နှံ့နေတဲ့ပီတိမျိုးကိုပရဏာပီတိပီတိဘယ်နှမျိုးလဲပီတိ၅မျိုးဖြစ်လာတယ်အဲ့လိုပီတိဖြစ်လာတရားအားထုတ်တဲ့ပုဂ္ဂိုလ်တိုင်းဒီပီတိတွေဖြစ်မှာနော်ဒီပီတိတွေကိုသာယာနေရမှာလားပီတိတွေသာယာနေရင်ရှေ့မတက်နိုင်ဘူးနော်ဒီပီတိဟာလည်းဝိပဿနာရဲ့ဉာဏ်ညူးကြောင်းအဆင့်ပဲရှိသေးတယ်နော်ဝိပဿနာဉာဏ်ညူးကြောင်းအဆင့်ပဲရှိသေးတယ်ဒီပီတိတွေဖြစ်လာတယ်ဒီသဗ္ဗဒါနမထေရမှာဘာတွေဖြစ်လာလဲပီတိတွေဖြစ်လာတဲ့နှစ်သက်ဝမ်းမြောက်မှုပီတိတွေဖြစ်လာတယ်အဲ့ဒီပီတိကိုလည်းခွာရပြန်တယ်ပီတိကိုဘာပြရလဲခွာပြရတယ်ပီတိကိုမခွာလို့မရဘူးပီတိကိုခွာပီတိကိုခွာမှပီတိကိုမခွာလို့ရှိရင်လည်းပီတိဟာဒုက္ခဝေဒနာနဲ့ရောက်သွားလို့ရှိရင်ယာဟနဲ့တွဲသွားတယ်။ဘာနဲ့တွဲသွားတာလဲ။ဒါကြောင့်ဒီပီတိဟာဒုက္ခဝေဒနာကိုကျေစုပြုတော့ဒုက္ခဝေဒနာပေါ်လာပြီဆိုယာဟနဲ့ပူတွဲပြီးသွားတာတယ်။အဲ့လိုယာဟနဲ့ပူတွဲပြီးမသွားပီတိကိုခွာရမယ်။အဲ့တော့ဘယ်လိုရှုရမလဲပီတိကိုဘယ်လိုရှုရမလဲဆိုရင်ပီတိရဲ့ဝိပရိနာမဒုက္ခကိုရှုရမယ်။ဘာကိုရှုရမလဲပီတိရဲ့ဝိပရိနာမဒုက္ခပီတိရဲ့ဖောက်ပြန်မှုရှုရမယ်ပီတိရဲ့မမြဲတဲ့တော့ရှုရမှာနော်ပီတိပီတိကိုဝိခံပတဝခွာ၍ပီတိကိုခွာပါလေပီတိကိုခွာမယ်ပီတိကိုဝိခံပတဝခွာ၍ပီတိကိုခွာလိုက်ပါပီတိကိုခွာရမယ်ပီတိကိုခွာဘာကိုခွာမလဲပီတိကိုခွာပြီးတော့ဝိပရိနာမတဘာဝပီတိစေတသိက်ပတ္တိစေတသိက်ဒုက္ခသောမနနာတို့ရဲ့ဝိပရိနာမတော့ဖောက်ပြန်တဲ့တော်တွေကိုပတ္တံဗျံကောင်းစွာထင်နေရှုစင်ကြတော်မူသည်ရှိတော်ဒီပီတိပတ္တိတွေရဲ့ဖောက်ပြန်မှုစေတသိက်တွေကိုလည်းကောင်းစွာထင်နေရှုစင်ကြရမယ်ဟုတ်လားအဲ့လိုပီတိရဲ့ဖောက်ပြန်မှုဝိပရိနာမတဘောဒုက္ခရဲ့ဖောက်ပြန်မှုဝိပရိနာမတဘောသောမနတရဲ့ဖောက်ပြန်မှုဝိပရိနာမတဘောဒုက္ခဝေဒနာရဲ့ဖောက်ပြန်မှုဝိပရိနာမတဘောရေပတ္တံဗျံပတ္တံသုတ္တပဋ္ဌာတမြင်ရဲ့မထေရတိဒုက္ခမူလေးတပင်ည၌ပင်လေသရပညာဣသပင်ခြေ6ပါးတို့နှင့်၎င်းစတုပရိဒဗိရာဟိအထသမပတ္တိဟိသာသမပတ်အပြာ8ပါးတို့နှင့်၎င်းသာတဝါအရဟံအာသောကင်ကွာယဟန္တာရှင်တို့များဖြစ်တို့သမ္မာပုဏ္ဏကောင်းသောမသွေဆက်ရောက်တော်မူခဲ့ပါ၏တတိသဗ္ဗဒါနအထေယဘာဖြစ်သွားလဲ
ယဟန္တာဖြစ်သွားတယ်ပီတိကိုခွာပလိုက်ပီတိကိုဘာဖြစ်လိုက်ပီတိကိုခွာပလိုက်တယ်လေးလေးနက်နက်မှတ်သားထားဒါဝိပဿနာရှုတဲ့နေမှာအထူးအရေးကြီးတဲ့လမ်းကြောင်းပဲနော်ဝိပဿနာရှုတဲ့ယောဂီများအထူးလေးလေးနက်နက်မှတ်သားထားမှဖြစ်တယ်နော်ဒီသဗ္ဗဒါနမထေလေးဟာရှုပါသီလကိုဆင်ញင်အော်ဆင်ញင်လိုက်လေသီလကိုဆင်ញင်လိုက်တဲ့အခါမှာပီတိပတ္တိတွေဖြစ်လာတယ်ဒီပီတိပတ္တိတွေကိုလည်းသူနာရနေတာမဟုတ်ဘူးနော်ပီတိကိုခွာပလိုက်တယ်ပီတိကိုဘာဖြစ်လို့လဲပီတိကိုခွာပလိုက်တယ်ပီတိကိုခွာပီတိရဲ့ဖောက်ပြန်မှုဝိပရိတမကိုခွာပလိုက်တဲ့အချိန်မှာတိုင်းဝိပဿနာလမ်းကြောင်းကိုကောင်းကောင်းကြီးရသွားတယ်နော်အဲ့လိုပီတိကိုခွာပလိုက်တဲ့အခါမှာဝိပဿနာလမ်းကြောင်းကိုကောင်းကောင်းရောက်သွားတဲ့အချိန်မှာဝိပဿနာဉာဏ်ဖြည်းဖြည်းမြင့်ကျက်လာပြီးတော့ဒီသဗ္ဗဒါနမထေရဆိုလို့ရှိရင်အာသောကင်းကွာဖြစ်သွားတယ်ယဟန္တာမှာတန်ယဟန္တာတော်မဟုတ်ဘူးဆလာပိညာဟိစအဘိညာဉ်6ပါးအဘိညာဉ်ပဲမှားတယ်အဘိညာဉ်6ပါးဆိုတာဒိဗ္ဗစကုအဘိညာဉ်နတ်မျက်စိကဲ့သို့မြင်နိုင်တဲ့ဉာဏ်ဘိညာဉ်6ပါးမှတ်သားထားပါနံပါတ်1ကနတ်မျက်စိကဲ့သို့မြင်နိုင်တဲ့ဉာဏ်နံပါတ်2ကဒိဗ္ဗသောတအဘိညာဉ်နတ်နာကဲ့သို့ကြားနိုင်တဲ့ဉာဏ်နော်နံပါတ်3ကပရစိတ္တဝိဇာဏအဘိညာဉ်သူတစ်ပါးရဲ့စိတ်ကိုသိနိုင်တဲ့ဉာဏ်ပေါ့နော်နံပါတ်4ကဣတ္တိဝိဒ္ဓအဘိညာဉ်တကိုးအမျိုးမျိုးကိုခံစားပြနိုင်တဲ့အဘိညာဉ်နော်နံပါတ်5ပုပ္ပေနိဝါဒအဘိညာဉ်ပုပ္ပေနိဝါဒအဘိညာဉ်အတိတ်ဘဝကိုပြန်ပြောင်းပြီးတော့မြင်နိုင်တဲ့တကိုးရှင်ပေါ့နော်အတိတ်ဘဝကိုပြန်မြင်နိုင်တဲ့အဘိညာဉ်တကိုးနော်နံပါတ်6ကအာသဝခယအဘိညာဉ်အာသဝခယအဘိညာဉ်ဆိုတာကတော့အာသောကင်းကွာယဟန္တာရရှိတဲ့ဉာဏ်မျိုးအဘိညာဉ်ပဲနှပါလဲအဘိညာဉ်6ပါးဒီအဘိညာဉ်6ပါးဒီသမထအာထုတဲ့ပုဂ္ဂိုလ်များမှာအရှိန်5ပါးရနိုင်တယ်နောက်ဆုံးတစ်ပါးတော့မရနိုင်ဘူးသမထအာထုတဲ့ပုဂ္ဂိုလ်များမှာတော့ဒိဗ္ဗစကုဘိညာဉ်နိဗ္ဗာန်သဘိညာဉ်ဒီပရစိတ္တဝိဇာဏဘိညာဉ်ပုပ္ပေနိဝါဒဘိညာဉ်နော်ဣတ္တိဝိဒ္ဓဘိညာဉ်ဆိုဒီရှေ့ဘိညာဉ်5ပါးကိုရနိုင်တယ်ဒါသမထနည်းလည်းပဲသာနာပါမှလည်းဖြစ်တယ်နံပါတ်6ဖြစ်တဲ့အာသဝခယအဘိညာဉ်ကြီးကိုတော့မရနိုင်ဘူးအာသဝခယအဘိညာဉ်ကဝိပဿနာအားထုတ်မှလည်းရနိုင်ပါတယ်နော်အဘိညာဉ်6ပါးလည်းဒီမထေရရတာသဗ္ဗဒါနမထေရနော်အဘိညာဉ်ပဲနှပါးရလားအဘိညာဉ်6ပါးသတုပရိဒံမိရာဟိသာပရိဒံမိရာမဲ့4ပါးနဲ့လည်းရတယ်ပရိဒံမိရာမဲ့4ပါးကိုလည်းရတယ်ပရိဒံမိရာမဲ့4ပါးဆိုတာအဋ္ဌပရိဒံမိရာဓမ္မပရိဒံမိရာနိရောဓပရိဒံမိရာပရိဘာဏပရိဒံမိရာဆိုပြီးပရိဒံမိရာမဲ့4ပါးရှိပါတယ်အဋ္ဌပရိဒံမိရာဆိုနံပါတ်1အကျိုးနဲ့တကွအကျိုးနဲ့တကွသိနိုင်တဲ့ဉာဏ်နော်အကျိုးနဲ့တကွသိနိုင်တဲ့ဉာဏ်ဓမ္မပရိဒံမိရာဆိုတာအကြောင်းနဲ့တကွသိနိုင်တဲ့ဉာဏ်နော်နိရောဓပရိဒံမိရာဆိုတာတရားရဲ့နဲ့ဒိဋ္ဌိတော်ကိုဆုံးဖြတ်ခြင်းမှာသိနိုင်တဲ့ဉာဏ်ပရိဘာဏပရိဒံမိရာဆိုတာဉာဏ်နဲ့ခွဲခြားစိတ်ဖြာခြင်းမှာသိနိုင်တဲ့ဉာဏ်အာစတုပရိဒံမိရာမဲ့4ပါးစာပေကျမ်းဂန်တတ်တဲ့ယဟန်ဖြစ်သွားတယ်ပေါ့နော်စာပေကျမ်းဂန်တတ်တဲ့ယဟန်စာပေဉာဏ်ရတဲ့နောက်ဓမ္မပတ်အပြန်10ပါးသမဘာပြာ7ပါးဆိုတာတော့ပထမဇာဒုတိယဇာတတိယဇာစတုထဇာအာသနိဇာယောနဇာဝိညာဉ်ဇာယောနဇာအာကေစဉ္ညာယောနဇာဧဝတဉ္ညာနာတဉ္ညာယောနဇာဒီ10မျိုးသမဆန်း10မျိုးသမဘာဇန်သမဘာ10မျိုးရတယ်နော်ဒီသဗ္ဗဒါနမထေရဆိုရင်သမဘာ10ပါးလည်းရတယ်ဘိညာဉ်6ပါးလည်းရတယ်ပရိဒံမိရာမဲ့4ပါးရတယ်ဇံဘိညာဉ်ရတယ်အကိုကြီးယဟန်ဖြစ်သွားပါတယ်ဘလို့လုံးဖြစ်သွားတယ်သီလစင်ကြယ်လို့သီလစင်ကြယ်ပြီးဝိရိယနဲ့လည်းပဲကြိုးစား
ပွားများအားထုတ်လို့ပေါ့နော်ဒီဝရိယနဲ့နေလို့ဒီလိုတရားသူရတာအမတ်တမဲ့တန်နေပြီးကိလေသာအလိုလိုက်ပြီးသူစိတ်ဆိုးစိတ်ပြတ်တဲ့တိုင်းသူစိတ်အလိုတိုင်းကလိုက်လုပ်လိုက်မယ်ဒါတခြားဖြစ်သွားနိုင်တယ်နော်တကယ်လို့ဒါတစ်ပင်ရင်မှာဓာတ်နဲ့မိမိလည်းပဲမိမိလှီးမဲ့လှုပ်တဲ့အချိန်မှာသူဟာစိတ်ဆိုးစိတ်ပြတ်မှုတွေနဲ့ဒါတကယ်ကစိတ်လိုက်မှလှုပ်လိုက်မယ်တရားတို့ရပါမလားမရနိုင်ဘူးသူဟာသီလဝဆင်နေမိတဲ့အခါမှာသီလဝဆင်နေလိုက်တဲ့အခါမှာမိမိရဲ့ကျိုးစင်တဲ့ရှင်းလာတဲ့သီလကိုသိမြင်ရတဲ့အတွက်ဝမ်းမြောက်ကြည်နူးမှုတွေဖြစ်လာတယ်အဲဒီဝမ်းမြောက်ကြည်နူးမှုပီတိပတ္တိတွေရတယ်ပဲအခါဒီဝမ်းမြောက်ကြည်နူးမှုတွေကိုလည်းသူကြာကြာထားရလားကြာကြာမထားဘူးဒီဝမ်းမြောက်ပြီးနေကြည်နူးမှုဖြစ်တဲ့ပီတိပတ္တိတွေရဲ့အောက်ပြန်မှုတော်တွေကိုလည်းရှုစင်းလိုက်တော့ဝိပဿနာလမ်းကြောင်းနဲ့ရောက်သွားတယ်အမှဝိပဿနာဉာဏ်ရင့်ကျက်ပြီးတဲ့အခါအာသောကင်းกว่าဉာဏ်နာဖြစ်သွားရပါတယ်ဟုတ်လားအဲ့လိုအာသောကင်းกว่าဉာဏ်နာဖြစ်သွားပြီငါဟာဉာဏ်နာဖြစ်သွားပြီစတဲ့ကိုသိသွားတာပေါ့နော်အဘိညာဉ်6ပါးသမာပါ8ပါးသိတ္တမိရာမဲ့4ပါးတကယ်ဇံအဘိညာဉ်ရတကူကြီးယဟနာမှာဖြစ်သွားတယ်နော်ကိုယ်မသိပဲနေပါမလားသိသွားပြီပေါ့သိတော့အဲ့တော့ငါတရားသူရတာပြီခါတိုင်းစိတ်နဲ့တူသေးလားသောသောလုံးကတော့ကိုယ်တတ်သိခြင်းလောက်အောင်စိတ်ပြည့်နေတယ်စိတ်ဆင်းရဲနေတယ်9ရက်လောက်ထပ်မစားတဲ့ပုဂ္ဂိုလ်တို့ညှိုးငယ်နေတယ်လို့ပဲအပြတ်နေတယ်ကိုယ်ရိုင်ရဲနေတယ်လို့ပဲသောသောလုံးကခံနေရတဲ့စိတ်နော်အခုလိုယဟနာဖြစ်သွားပြီယဟနာဖြစ်သွားပြီဆိုရင်9ရက်လောက်ထပ်မစားတဲ့အကြောင်းမို့တော့အာနာပြေးနေပြီလုံးဝရှင်လန်းနေပြီတက်ကြွနေပြီဝမ်းမြောက်နေပြီကြည်လင်းနေပြီတိုက်ရှင်းနေပြီဟုတ်လားဒါတရားရဲ့တကူပဲဝရိယရဲ့တကူပေါ့နော်လုံးလုံးဝရိယနဲ့ကြိုးစားပွားများအားထုတ်လို့တရားတို့ရတာပဲနော်ဒုက္ခတို့တရားတို့လည်းရပါပြီဆိုတာသင်္လုံးဓာလေးကိုပြန်ပိတ်ပလိုက်သင်္လုံးဓာလေးကိုမလုပ်လိုက်လဲပြန်ပိတ်ပလိုက်ပြန်ပိတ်တပိနေရတယ်အေးချိုးစိတ်ပြန်သွားရော့ရှင်ပြားတို့ဒါပြီးတော့ပြန်ပေးလိုက်သူကအဲ့ခါမှာချမ်းသာလာတယ်ရှင်ပြားအဲ့ဒါဘာလို့တော့မယူလို့ငါလည်းပဲဟိုတော့လှီးတာအဲ့လိုပြောရလဲငါလည်းပဲတပည့်တော်ရဲ့လည်းပဲပေါ့လေယဉ်ကျေးတဲ့စကားလုံးမပြောတပည့်တော်ရဲ့လည်းပဲဟိုသွားလှီးလိုက်တာဗျာရှင်ပြားလည်းပဲလည်းလှီးသေးတယ်လည်းပြောတော့လည်းပဲလည်းတွေးလည်းမထွက်ပါလားအားမလည်းတိုင်းတိုင်းကျင်လည်းမရှိပါလားဩရှင်ပြားကလည်းကိလေသာတိဟုသောတဏှာကိလေသာတိဟုသောအဝိဇ္ဇာကိလေသာတိဟုသောလည်းဖြင့်ကိလေသာတိဟုသောတဏှာနဲ့တူတဲ့လည်းဖြင့်ကိလေသာတိဟုသောအဝိဇ္ဇာနဲ့တူတဲ့လည်းဖြင့်ပြီးတော့လှီးခဲ့တာပြီးတော့ကိလေသာနဲ့တူတဲ့အဝိဇ္ဇာလည်းဖြင့်ကိလေသာတဏှာနဲ့တူတဲ့ဥကောင်အကုန်လုံးပြတ်ကျသွားပြီပြီးတော့တဏှာဝိဇ္ဇာအကုန်ပြတ်သွားပြီဆိုတော့အချမ်းတန်ဃာတော်တွေတန်တော်ဖြစ်ကြတယ်အလိုဒီကိုယ်တော်တုကိုယ်တော်ဓမ္မရတ္တဘုစကားတွေပြောနေပါလားစကားတွေဟာကြီးကြီးကျယ်ကျယ်ပြောနေပါလားချမ်းသာတာမယုံညာဘူးနော်သူပြောလိုက်တဲ့စကားအစင်းမြင့်မြင့်ပြောတာအခြားပုထုဇဉ်တန်ဃာတွေသိပါမလားမသိနိုင်ဘူးဒီစကားတွေကဒီတင်းစကားတွေမြတ်စွာဘုရားထံရောက်တယ်ချစ်သားတို့ဘာလို့ပြောကြလာလဲဟောဒီသမ္မာဒါနမထေရဗျာသူ့ကိုယ်သူယဟနာလို့ဘာလို့ပြောနေတယ်ကိလေသာနဲ့တူတဲ့မိမိရဲ့ကိလေသာနဲ့တူတဲ့တဏှာတွေတော့လည်းပဲကိလေသာနဲ့တူတဲ့အဝိဇ္ဇာတွေတော့ကောင်းတယ်တတ်လိုက်ပြီကိလေသာနဲ့တူတဲ့လေပင်ကိုလှီးပလိုက်ပြီကိလေသာနဲ့တူတဲ့ဥကောင်းကိုလည်းခုတ်ဖြတ်ပလိုက်ပြီသူ့ကိုယ်သူတဏှာတွေတတ်လိုက်ပြီလို့ပြောနေတယ်ဗျာจิตသားတို့จิตသားယဟန်တို့ဒီမထေလေးကိုမင်းတို့သွားပြီးတော့အထင်မသေးကြနဲ့မပြတ်မှားကြနဲ့အရိရိပဝါဒကန်ကြီးထိုက်လိုက်မယ်ဒီမထေလေးပြောတဲ့စကားမှန်တယ်ကွာသူဟာဆိုလို့ရှိရင်သူပြောတဲ့အတိုင်းကိလေသာတိဟုသောတဏှာနဲ့တူတယ်လေကိလေသာတိဟုသောဝိဇ္ဇာတိဟုသောလေဥကောင်းကိုလည်းဖြတ်ပလိုက်ပြီသူဟာကိလေသာတွေလုံးဝမရှိတော့ဘူးသူပြောတဲ့အတိုင်းသူ့မှာကိလေသာတဏှာတွေလုံးဝမရှိတော့ဘူးသူဟာအာသောကင်းกว่าယဟန္တာဖြစ်နေပြီ
လိုမြတ်စွာဘုရားရှင်းပြလိုက်တဲ့အခါကျမှအခြားတန်ဃာတော်တွေဘာမှမပြောရကြတာအားလုံးတညီတညွတ်တယ်ငြိမ်းကြသွားတယ်ဒီမှာအခြားဒီတန်ဃာတော်တွေအနေနဲ့တန်မြတ်ဖြစ်တဲ့မေခွန်းကတော့၃မျိုးရှိနေပါတယ်၃မျိုးရှိနေပါတယ်ဒီတန်ဃာတော်တွေမှာဘလို့တန်မြတ်ဖြစ်တဲ့မေခွန်းမျိုးလဲဆိုနံပါတ်1ဒီသဗ္ဗဒါသမထေယပြင်းလိုက်တာဒီလောက်သီလတွေစင်ကြယ်အောင်ဆောင်ထိန်နေပါလျက်နဲ့သီလတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်နေပြီးတော့သီလသီလရှိတဲ့ပုဂ္ဂိုလ်ဖြစ်နေပြီးပြင်းလိုက်တာတငြင်းကြီးတိတ်တိတ်ဖြစ်နေတာဘလို့တဘောကြောင့်လဲပြင်းနေဆိုတော့ဘလို့တဘောကြောင့်သီလတွေဒီလောက်ပြည့်စုံပြီးတော့ပြင်းလိုက်တာကိုယ်တတ်တည်တာပဲကောင်းတယ်ဆိုပြီးတော့တဏှာဆွဲပုံမွေးကြိုက်ခံဒီလိုလုပ်နေဘာကြောင့်ပါလဲဆိုတော့မေခွန်းကတစ်ချက်နော်နောက်ဒုတိယချက်ကဒီမထေရဆိုလို့ရှိရင်မွေကြီးကဘာကြောင့်မကြိုက်တာလဲဒီမထေရမွေကြီးကဘာကြောင့်မကြိုက်တာလဲမွေဟာအမတန်စိတ်ပြင်းထန်တဲ့မွေဖြစ်ပါနဲ့ဘာကြောင့်မကြိုက်တာပါလဲဆိုတဲ့အချက်ကတစ်ချက်နောက်တတိယချက်ကဒီမထေရဆိုလို့ရှိရင်တစ်ပင်ညမှာခဏလေးမသက်ရပြီတင်လုံးသားလေးနဲ့ချိန်လိုက်ရုံနဲ့ခဏလေးနဲ့တရားဓုတရားမြတ်ရသွားတာဘာကြောင့်မှလဲဆို question ၃မျိုးဖြစ်မနေဘူးလားမေခွန်း၃မျိုးဖြစ်နေတယ်နော်အဲ့ဒီမေခွန်းနဲ့မြတ်စွာဘုရားဓမ္မလျှောက်ကြပါတယ်မြတ်စွာဘုရားတခုချင်းပြန်လာပြီးတော့ရှင်းလင်းပြပါတယ်စိတ္တယဟန်တို့ဟဲ့မထေရလေးဟာဆိုလို့ရှိရင်သူဟာသာရဏဘာမှာမပြောဘူးညီငွေတယ်ဆိုတော့သူမှာအကြောင်းရှိခဲ့တယ်သူဟာဘလောက်ပဲသီလတွေစင်ကြယ်ပြီမလို့သူ့ရဲ့တိတ်ကံဝိကျွေးအကြောင်းကြီးရှိခဲ့တယ်ငါရဲ့နောင်တော်သောတပန်မြတ်စွာဘုရားရဲ့ဒါနမှာသူဟာယဟန်တပန်ဖြစ်ခဲ့ဘူးတဲ့သူဟာအခြားသံဃာတွေနဲ့နေရင်ထိုင်ရင်နဲ့ပဲသံဃာအများစုနဲ့နေရင်ထိုင်ရင်နဲ့တနေ့တော့ခါမှယဟန်တပါးသာရဏဘောင်မှာမပြိုတော့ဘူးလူထွက်ခြင်းနဲ့ဒီလိုကြီးညူနေတဲ့အချိန်မှာဒီမထေရသဗ္ဗဒါသမထေရဆိုလို့ရှိရင်ဒီမထေရလူထွက်လို့ရှိရင်သူ့ရဲ့တပိတ်တွေရောသူ့ရဲ့သင်္ကန်းတွေရောငါရမှာပဲဒီသင်္ကန်းတွေတပိတ်တွေကိုငါရမှာပဲဆိုပြီးလောဘစိတ်နဲ့မကောင်းတဲ့အကုသိုလ်စိတ်နဲ့ဒီမထေရမြန်လူထွက်မြန်လူယဟန်ဘဝနဲ့လူဘဝရောက်တော့မကောင်းတဲ့အကုသိုလ်စိတ်နဲ့တိုက်တွန်းခဲ့ဘူးတဲ့ဟုတ်လားအဲ့ဒီလိုအကုသိုလ်ငွေကြွေးကြောင့်ခုငါဖျက်ရဲ့ဒါသီလစင်ကြယ်ပဲလို့မပြောမွေဘူးပုဂ္ဂိုလ်ကိုတတ်တည်ခြင်းတော့ပြင်းကြီးတယ်ဆိုတဲ့ပုဂ္ဂိုလ်လာဖြစ်ရတာပါပဲနံပါတ်1ဖြစ်တော့ပေါက်ရလားဘုန်းတရားညဘောပေါက်လားနံပါတ်2ကတော့ဒီသဗ္ဗဒါသမထေရမွေကြီးဟာဘာကြောင့်မကြိုက်တာလဲဘာကြောင့်ဒီမွေကြီးကဘာကြောင့်မကြိုက်ရတာလဲဆိုလို့ရှိရင်ကတ္တဗမြတ်စွာဘုရားရဲ့သာနာပနောက်ပိုင်းချိန်ကာလမှာတထေတူဖြစ်ခဲ့ဦးတယ်အဲ့ဒီတထေတူမှာအမတန်စိတ်ချရတဲ့ယုံကြည်ရတဲ့အာကိုရတဲ့အစေအပါးတယောက်ရှိခဲ့ဘူးတယ်အဲ့ဒီအစေအပါးလေးရတာသူစိတ်ချရတဲ့အာကိုရတဲ့အစေအပါးလေးရတော့မွေဟောက်ကြီးပဲခုငါဖရာရဲ့သာသနာမှာမွေဟောက်ကြီးငါဖြစ်တယ်အဲ့ဒီအရှင်သခင်ကတော့အဲ့ဒီတထေးဖြစ်တဲ့အရှင်သခင်ကတော့တပ္ပဒါသမထေရပါပဲကွာမြတ်စွာဘုရားရဲ့သာကတ္တဗမြတ်စွာဘုရားရဲ့သာနာပအချိန်ခါမှာအရှင်နဲ့ကျွန်းနဲ့အရှင်တလဲစီဒီလိုကျေးဇူးများခဲ့တာအရှင်နဲ့ကျွန်းကျေးဇူးတရားနဲ့တရားကျေးဇူးသုံးပြန်ရှိခဲ့ပြီဒီလိုတရားနဲ့တရားသိကျွမ်းခဲ့ကြတယ်တရားတွေကြောင့်ဘုရားမြတ်စွာဘုရားငါဘုရားရဲ့သာနာမှာလည်းပဲဒီအစိအပါးလေးဟာဆိုရင်ဒီမွေဟောက်ကြီးပဲသဗ္ဗဒါသမထေရဆိုလို့ရှိရင်
အဲ့ဒီမွေဟောင်ကြီးရဲ့အရှင်သခင်ပဲအရှင်သခင်ပဲဒါဒုတိယအဖြစ်ပဲရှင်းရလားနောက်ဆုံးနံပါတ်3ဖြေရတာနံပါတ်3မေးတဲ့မေးခွန်းကဒီတပ္ပဒါသမထရာဆိုလို့ရှိရင်တစ်ပင်ညမတင်နှုံးသားလေးနဲ့လေပင်ကိုချိန်ပြီးတော့ရွယ်လိုက်ရုံနဲ့တရားသူလင်းလင်းမြန်းမြန်းရသွားတာဘာကြောင့်မလဲအဲ့လိုမေးတဲ့အမေကုန်းကမြတ်စွာဘုရားဘယ်လိုဖြေလဲဆိုရင်จิตသားယဟန်တို့ဒီတပ္ပဒါသမထရာဆိုလို့ရှိရင်ဟိုအသိဝေးกว่าရှေးကာလဒီတော့ကနှစ်2000သက်ရှိတဲ့ငါရဲ့နောင်တော်ကသဗ္ဗမြတ်စွာဘုရားရဲ့သာသနာတော်မှာသီလစင်စင်ကြဲကြဲဖြူဖြူစင်စင်တတ်တတ်ရှင်းရှင်းနေပြီးတော့ဝိနည်းသိက္ခာပုဒ်တွေနဲ့အညီကျင့်ကြံပွားများအားထုတ်နေပြီးတော့ဝိပဿနာကမ္မဋ္ဌာန်းတရားတွေကြိုးစားပွားများအားထုတ်ခဲ့ပါပါတယ်သူဟာကတ္တဖမြတ်စွာဘုရားရဲ့သာသနာမှာအနှစ်2000တည်ဝိပဿနာတရားကိုလုံလဝရိယရှိရှိနဲ့ကြိုးစားပွားများအားထုတ်ခဲ့ပါပါတယ်နှစ်ဘယ်လောက်အားထုတ်ခဲ့တာလဲကတ္တဖမြတ်စွာဘုရားရဲ့သာသနာမှာမေတ္တာနာမှာလဲကတ္တဖမြတ်စွာဘုရားရဲ့သာသနာမှာအနှစ်2000တည်လုံလဝရိယနဲ့ကြိုးစားပွားများအားထုတ်ခဲ့ပါတယ်ဒီလိုအားထုတ်ခဲ့လို့ရဟန္တာဖြစ်ရနော်ဝရိယရှိလို့နိဗ္ဗာန်ရောက်တာတရားရဲ့နာမည်ဘယ်လိုပေးထားလဲဝရိယရှိမှနိဗ္ဗာန်ရနော်ဒီတပ္ပဒါသမထရာဆိုရင်ဝရိယမရှိဘူးလားရှိလားသူကြိုးစားခဲ့တာဟာဆိုလို့ရှိရင်ကသဗ္ဗမြတ်စွာဘုရားရဲ့သာသနာရဲ့နှစ်ပေါင်း2000သေးတွေသီလတွေစင်ကြယ်အောင်ထိုင်ဝိနည်းသိက္ခာပုဒ်တွေကိုအသိကြလိုက်နာပြီးတခါကဥပဒနာကမ္မထံတရားတွေကိုလေးလေးနက်နက်ကြိုးစားပွားများအားထုတ်ခဲ့ပါပါတယ်ဒီလိုကြိုးစားပွားများအားထုတ်ခဲ့တဲ့အကြောင်းတရားတွေကြောင့်အခုငါဘုရားရဲ့သာသနာမှာအကျိုးတရားထားပွားတာပဲနော်တရားထိုင်တဲ့အကျိုး၅ပါးကလေးမှာနောင်ဘုရားသာသနာယဟန္တာလင်းစွာဖြစ်နိုင်သည်မပါဘူးလားပါလားသူဟာကတ္တဖမြတ်စွာဘုရားရဲ့သာသနာတော်မှာကြိုးစားပွားများအားထုတ်ခဲ့တာမဟုတ်ဘူးလားဟုတ်လားယခုခေါရမမြတ်စွာဘုရားရဲ့သာသနာမှာတရားဓမ္မကိုပွားများအားထုတ်တဲ့နေရာမှာလင်းလင်းမြဲမြဲလေးနဲ့ခဏလေးနဲ့တစ်ပင်ရင်မှာတရားသူရတာနော်ဒီလိုတရားသူရတယ်ဆိုတာကဝရိယရှိရှိနဲ့ကြိုးစားပွားများအားထုတ်ခဲ့လို့ပါပဲစိတ္တရောတပ္ပထာသမထရာဆိုရင်အဲ့ဒီလိုလုံလဝရိယနဲ့လုံလဝရိယနဲ့အပြည့်အဝထားပြီးတော့ကြိုးစားပွားများအားထုတ်ခဲ့ပါတယ်ဒါထာလေးနဲ့နေကုန်းချုပ်မယ်နော်ယောသဝတ္တတဇေဝေကုဋ္ဌိတောဟိနဝရိယောဧကဟံဇေဝိတံတေယောဝရိယမာရဘုဒ္ဓတံတိဘိက္ခဝေသန္တနာဝိနာမြေဩမျိုးတိရှုညဝိချတသတိจิตမေယောကျင်သူတိကုဋ္ဌိတောပြည့်ရည်ညီဝေလာသည်ဖြစ်၍ဟိနဝရိယောယောရောလုံလဝရိယရှိသည်ဖြစ်၍ဝတ္တပတံနိတယကာလကြောင့်စေစီဝိယတက်ရှင်ရဝေကမူတတ္တထိုလုံလဝရိယကိ၍ပြည့်ရည်ညီဝေတော်သူ၏ဝတ္တပတံနိတယကာလကြောင့်တက်ရှင်၍နေရခြင်းသည်နတေယောအကျိုးမပြည့်အချင်းနှီးပါပဲပါပိယောယုတ်ဉာဏ်လှပါပဲယောစခြင်းတို့ဒီကတော့ဝရိယဓမ္မနာကျိုးစားအတဲ့လုံလဝရိယကိုဉာဏ်မြဲမြဲစွာအာရတောအာရကန္တပွားများအထုအပ်တော်သူ၏ဧကဟံတနေ့တရက်တဏ္ဍနဲ့ကလေးရများစေစီဝေယတက်ရှင်ရဒီကမူတတ္တထိုလုံလဝရိယကိပြည့်ညီဝေတော်သူ၏ဝတ္တတတံနှစ်တရားကာလကြောင့်ဇီဝတတော်တက်ရှင်နေရာတော်တူတဲ့တေယောမုံမြတ်နေတဲ့ရေတထံနဲ့လို့ဆရာဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်တိဟောသာဝနာရှိရှုဟောပြတော်မူခဲ့ပါပေတည်းဒေသဝတ္တနဲ့ဘဟုသောတာပတ္တိဖလားတိနိပါပုနိုင်တုဒီဒေသနာနေကုံအဆုံးမှာများစွာကုန်သောတတ္တဝါတွေဟာသောတာပန်
စာရှိတယ်လို့စာရောက်ပေါ်မှာလေအရိယာသူတော်စင်တွေဖြစ်ကုန်တယ်နော်တရားနာပြည့်တဲ့နေရာနော်အရိယာသူတော်စင်တွေဖြစ်ကုန်တယ်တပ္ပဒါနမတရားနော်ယဟန္တာဖြစ်သွားတယ်ပေါ့ဘောပေါက်ရလားအိမ်မှာတည်းမဲ့ဝိရိယရှိမှနိဗ္ဗာန်ရဆိုတဲ့တရားတော်ဟာနိဂုံးကပတ်ဆုံးတတ်ပါပြီယောဂီသူတော်စင်ပေါင်းတို့သိလည်းပဲမိမိတို့မှာကဲကြုံဒီဝိရိယရှိမှနိဗ္ဗာန်ရဆိုတဲ့တရားသင်္ကန်းစာပေးလိုက်တယ်လို့ပဲမိမိတို့စိတ်ပြည့်စရာစိတ်ညှိုးငယ်စရာအားငယ်စရာပေါ်ပေါက်လိုက်စိတ်ဆင်းရဲစရာတောကအပူတွေနဲ့တွေ့လိုက်မိမိရဲ့သီလကိုဆင်ញင်လိုက်ပါအာဝဆင်ញင်ရမယ်လေသီလကိုဆင်ញင်လိုက်ပါသီလကိုဆင်ញင်ပြီးတကလားစိတ်ကြည်မှုပီတိပတ္တိတွေရအောင်ယူပြီးတော့ဒီပီတိနဲ့လည်းပဲတာယာနေပဲနဲ့ဝိပဿနာကိုတစ်ဆင့်တက်ပြီးကြိုးစားပွားများအားထုတ်နိုင်ပြီးတကလားတရားတော်စင်တို့သိရှိအပ်သောတရားတို့တရားမြတ်တို့ကိုလွယ်ကူတော်ကျင့်သင်မြန်သောအသိဉာဏ်တို့ဖြင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်ကြပါစေကုန်သတည်း